နေရကြောမှာကားလမ်းပေးထိုးကြသွားကျွန်တော်ပြောတယ်အကိုကားဝယ်လို့ရှိရင်ရှိုးတော့အစ်စ်ဝယ်ဆိုမဟုတ်ဘူးသူများစီးပြီးသားအဟောင်းသွားဝယ်သူကားဘာဖြစ်လို့လမ်းပေးထိုးကြသွားလဲဆိုတော့ကြန့်ခိုင်ရေးမကောင်းဘူးအဲ့ဒါကြောင့်ဟောင်းအောင်ညီကိုလေးဒီညကစလို့နိုင်ငံရေးပြက်လုံးလုံးဝမပြတ်တော့ပါဘူး2013ခုနှစ်ငင်းရရေးတကွန်ဆိုင်အငိတ်ပြိုင်ပွဲမှာဗိုလ်ချုပ်အောင်ဆန်းနေရာကနေပြက်လုံးပြက်ခဲ့တာကျွန်တော်ပဲဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းအညာသားနတ်မောက်သားစကားပြောရင်ပြက်တယ်လှုပ်ရင်ရှင်းတယ်သူ့မှန်နဲ့ထင်ရင်ဘသူမျက်နှာမှမထောက်ပါဘူးဒါဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းစကားပြောရင်ပြက်ပါတယ်ဗမာရဲ့စိတ်တကမဟုတ်တဲ့နေရာမှာသွားပြီးတော့တောနေကြတယ်ကဲနေရာလေးကျတော့သုံးမကြကြဘူးတိုင်ရင်သားချင်းချင်းညီညွတ်ရေးတိုက်သူပြည်သားဒုတိညီညွတ်ရေးစဖတ်သမားတွေညီနေတာကြုံမလို့ချင်ပါဘူးဗိုလ်ချုပ်အောင်ဆန်းစကားပြောရင်အဲ့လိုပြက်ပါတယ်ကျွန်တော်နောက်မှဆက်ပြောပါမယ်ဗိုလ်ချုပ်အောင်ဆန်းစကားပြောရင်အဲ့လိုပြက်တယ်ကျွန်တော်နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့တမရာကြီးဦးသိန်းစိန်လည်းစကားပြောရင်ဗိုလ်ချုပ်အောင်ဆန်းနဲ့သူကတော့ချားနာပါတယ်သူတို့ဗလာပွဲကိုဖျာရှာလို့ခုထိမပြီးသေးဘူးတမရာကြီးဦးသိန်းစိန်ကြတော့စကားပြောရင်ချွချွတတာပြောပါတယ်ဗိုလ်ချုပ်အောင်ဆန်းကတာတို့ခဏလေးနော်ဦးစကားအတီးပြောပြစီနော်ခဏလေးတိတ်တိတ်လေးငြိမ်ငြိမ်လေးနေပြီပါနော်ကျေးဇူးများတင်တယ်နော်ဗိုလ်ချုပ်အောင်ဆန်းအားလုံးပဲသိတဲ့အတိုင်းပါပဲသူကြိုက်တဲ့အရာလေးကိုတောင်းဆိုတာသူ့ရဲ့ဇနီးဖြစ်တဲ့ဒေါခင်ကြီးကိုတောင်းဆိုတာအမတန်မှအာနာတန်အမိတ်နံမပါပဲနဲ့ကြည်ရင်ဖြစ်နိုင်ရင်ပဲပြုတ်နဲ့နံပြားလေးစားကျင်တယ်ဒီစကားလေးကကဘာကြော်သွားပါလေသူမိမကိုသူတောင်းဆိုတာတော့အာနန္တန်အမိတ်နံလုံးဝမပါတဲ့ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်သူကပဲပြုတ်နဲ့နံပြားကိုအမတန်မှကြိုက်ပါတယ်ကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ပြီးခဲ့တဲ့အစိုးရတမရာကြီးဦးသိန်းစိန်ဒီလိုပါပဲသူကြတော့ဘာကြိုက်လဲဆိုတော့ကြက်ဥပြုတ်ကိုအမတန်မှကြိုက်ပါတယ်သူမိမကဒေါခင်ခင်ဝင်းဖြစ်ပါတယ်သူမိမကိုသူစားခြင်းနဲ့ကြက်ဥပြုတ်လေးတောင်းဆိုတာဗိုလ်ချုပ်အောင်ဆန်းပုံစံအတိုင်းပဲခင်ရေးဖြစ်နိုင်ရင်ကြက်ဥပြုတ်လေးစားခြင်းပါလေသူကဒီလိုမျိုးတမရာကြီးဦးသိန်းစိန်တောင်းဆိုပါတယ်အဲ့လိုဗိုလ်ချုပ်အောင်ဆန်းလိုပဲသူစာလေးရေးပြီးတော့စာလေးကိုဂရင်မေးမှချပြီးသူအလုတ်သွားအလုတ်ကပြန်လာတော့ပြောတယ်ခင်ရေးကြက်ဥပြုတ်ဘာတမ်းမှမကြောက်တောင်းနေကြတော့ထပ်ပြောတယ်ခင်ရေးကြက်ဥပြုတ်ဘာတမ်းမှမကြောက်တောင်းနေကြတော့တမရာကြီးဦးသိန်းစိန်ဒေါသထွက်သွားတယ်ခင်ရေးကြက်ဥပြုတ်လို့ပြောနေတယ်ဆိုတော့နောက်ဖွေးကနေကြောက်လက်နေကြနဲ့နှံ့အော်တာယောက်ျားပြုတ်ပြီဖန်ကန်ရတော့မင်းမကြောက်ပါဘူးကျေးဇူးများတင်ပါတယ်ဟာငေါညီကိုတွေကပြိတ္တပခနဲ့အမြဲတမ်းရက်တည်နေတဲ့အဖွဲ့ပဲဖြစ်ပါတယ်ကျွန်တော်ညီကိုတွေ၄နှစ်တာကာလပြည်သူဘက်ကနေရက်တည်ခဲ့ပြီးပါပြီအဲ့တော့ဒီချိန်မှာခင်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတစ်ကိုကြည်တက်နေပြီလို့ကျွန်တော်လည်းမြင်ပါတယ်ခေတ်တည်းကအရင်တော့ခေတ်နဲ့အခုခေတ်နဲ့မတူတော့ဘူးဗျဘာဖြစ်လို့လဲဆိုတော့အရင်တော့ယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုကြိုက်ပြီဆိုရင်3နှစ်3ဖို့ဒါအဖိုးတွေဖွားတွေခေတ်ကစောင့်သားပြီးတော့မှအိမ်အောင်တဲ့ဘဝကိုရောက်တယ်ကျွန်တော်ဒီဘက်ခေတ်မှာကျတော့အဲ့လိုမဟုတ်ယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုချစ်ပြီဆိုလို့ရှိရင်ကြိုက်ပြီဆိုလို့ရှိရင်3နှစ်3ဖို့ဟိုတုန်းကခေတ်လို့စောက်เสียမလို့တော့ဘူးကိုရီးယားကားတွေပေါ်လာတဲ့အတွက်ဂုံးပိုးတက်ရင်ရီးသားဖြစ်တယ်ဒါဒီဘက်ခေတ်ယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုကြိုက်ပြီဆိုရီးသားစကားလည်းလိုက်မပြောတော့ तू ကဖျားရှစ်သွားပြီ तू ဘလို့မိန်းကလေးမျိုးကိုလိုချင်တယ်ဆိုတာလက်ဥချီဆူတောင်းတော့တာပဲဒါကျတော့လူပြိုဆူတောင်းဒါ2016ဆူတောင်းပါဗျာမှန်လားပါဖျားအပြိုချောချောငွေပေါပေါကိုနှုတ်ကပြောရရပါစေဇေနာနီနီတိုက်ကြီးကြီးနဲ့မာစီကြီးလဲပါပါစေညီအမများရှိပါများမရှောင်အကြည့်စုံကြောင်မိယုံနဲ့ကောင်းထိကုန်ရပါစေဗျာဒါကြတော့လူပြိုဆူတောင်းအမေလူပြိုတွေကထတော်နော်လားအဲ့ဒီလူပြိုကအိမ်အောင်တဲ့ဘဝရောက်သွားတော့သူခံစားတဲ့ဒုက္ခတွေရှိတယ်ဒါကြတော့အိမ်အောင်တဲ့ဆူတောင်းအဲ့ဒီလူပြိုကအိမ်အောင်ကြပြီးတော့ခံစားတဲ့ဒုက္ခတွေကိုဘယ်သူမှထုတ်မပြောတော့ तू ကဖျားရှိသွားပြီးလက်အုပ်ချီတာမှန်လားပါဗျာရောက်ခမများသဘောထားတအားပြေဝပါစေဗျာကလေးတိတ်အဝိရှော်အဝဲတော်ချက်ပြုတ်ကိုယ်တိုင်လှုပ်၍အပေါက်လဲပါအိမ်မှာစောက်ပြီးတန်ရှင်းရင်းနဲ့ကလေးကြောင်းပို့ကြောင်းကြိုကြိုက်ဆွဲအမိုက်လဲပြီးရီမွန်အောက်ကြရောက်ခမကိုရိုသိမြတ်လို့တမက်ရှိခိုးပါဒီကြံသည့်အမွေအကုန်ရပါစေဗျာလုံးမနေနဲ့ခံမယ်နေတို့ဒီလိုကေရဂျန်ဒီကေနဲ့ခေတ္တရအဲ့လိုမျိုးပြောင်းလာတာကျွန်တော်တို့အရင်တုန်းကဆရာတော်ဘုရားတွေတရားပေးတာနဲ့အခုဆရာတော်ဘုရားတွေတရားပေးတာလည်းခေတ္တရပြောင်းတော့မတူတော့ဘူးအရင်တုန်းကဆရာတော်ဘုရားတွေတရားပေးတာကြတော့တရတန်ကဒီလိုဓမ္မနာသကဝတိတုအဒ္ဓဝကိဇ္ဇနုဒေဝတံမုနိဒရတသုနန္တုတက္ကမောကလံ
ဓမ္မတဝနကလောအယံပဒနာဒါဟိုးတော့ကဆရာတော်ဘုရားတွေတရားပေးတာဒီကိဆရာတော်ဘုရားတွေတရားပေးတာကျတော့အဲ့လိုမဟုတ်တော့ဘူးယတံယတမတောနင်ကြောင့်မြဲတဲ့တွေ့ကအိမ်မရတော့နင်ပြန်လာမဲ့ဆိုငါမျောနေမှာဘုန်းကြီးဘဝရဲ့မိအိမ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကြာဝိကြရပေါ်စိတ်ရဲ့ကြည်အားလုံးပဲမင်္ဂလာပါခဲဝင်ရအလှမှာမျိုးပြီးလက်ခုပ်တီးဖို့မြင်နေကြကြော်ပြအဲ့လိုမျိုးအောက်ကလာမြောက်ပြီးဘောကောင်းလဲဝေးတောင်ကဒါကျွန်တော်ကောင်းပါလို့ဖြစ်ပါတယ်တပင်ရှင်ကြီးနဲ့ဆိုတော့နှိမ့်ဆက်ပြရငါကလေးကမှဒီလုံးအားလုံးရှိတာဝိကြရပေါ်သိရတဲ့သူကြီးမေသာတောင်းကြီးမောင်မြောက်ဖူးဝိမဲ့လီအေယောင်ရီမြက်ကန်ပေးမှာလွမ်းစင်စင်ကြီးတဝဲတူရာရုခိကိုဒါလီပြန်ရောက်နေသလားစိတ်မတည်နေအချင်းလေးတဘောရေပို့လိုက်လေတော့စင်ဟာရီဆိုကြပါတော့လေအစိတ်မတင်ကြတာရီနမိတ်ဗရန်ပြန်ကြံလို့လေအဖြစ်နဲ့နေနဲ့ပေးသူတက်လျာသူချာရီဒီတော့ဝင်ခွင်းတော့ပြီးပါလေဒီချင်းလေးမွေးသေးတာရှင်ကျွန်တော်ဂုံပြီးပြီးတဲ့ခါကျတော့ဒီခါကျတော့ကျွန်တော်ကရေးသားထားတဲ့ပြီးခဲ့တဲ့အစိုးရကျွန်တော်ရေးသားထားဟယ်လိုညာပြီပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းကရေးသားထားတဲ့သချင်းလေးပါပဲသချင်းလေးနာမည်ကကျွန်တော်နိုင်ငံရဲ့ခေတ်လို့အမည်ရပါတယ်တိုက်တော်များရှိတိတ်ကလက်ခုပ်တန်လေးနဲ့ချင်းလို့ပါဦးကျွန်တော်ဘာမှမစွာတယ်ပဲဘာတွေလက်ခုပ်တီးပြီးတိုက်ဆိုင်နေတာတော့တမတောင်းဖေလို့ပေါ်တရားမဲ့ရဲ့ဆက်ရိုက်ဆိုင်နဲ့အာနာရှင်ဒီနိုင်ပါလေဒီသူလူထုမှာတော့လေဒီမိုကရေစီရှောက်လက်ကြီးဟာဝေးလို့နေစိတ်ကြောက်လာလေပြောပါလေနိုင်ငံကောင်းအောင်လုပ်မှာပါလေဒီတော့ကြတော့ရောင်းစားလိုက်တာရမ်းများသူတွေနဲ့ကျူးစီရင်လမ်းပြန်ဒီလောက်ဆိုတော်ပြီဗောလေလက်ပတောင်းတောင်းအစစ်တောင်းနေလူလူကဝင်ကတားလေတားတဲ့သူအကုန်ပြစ်စေတဲ့တင်ငင်းပြောက်ချက်သူတွေသူကြောက်လာလေပြောပါလေနိုင်ငံကောင်းအောင်လုပ်မှာပါလေဒီတော့ကြတော့ရောင်းစားလိုက်တာရမ်းများသူတွေနဲ့ကျူးစီရင်လမ်းပြန်တို့နိုင်ငံမှာဗောလေတို့မြန်မာကလွဲရင်တို့နိုင်ငံမှာဗောလေတို့မြန်မာကလွဲရင်ကျန်နာဟာတရုတ်နဲ့ကလာပိုင်းလူမျိုးနိုင်ငံရေးသချင်းဆိုလို့လက်ခုပ်တီးပြီးအားပေးလို့လာဖမ်းလို့ထောင်ချဝိုင်းဒီခန္ဓာကိုယ်နဲ့ထောင်ထဲမှာချီးပုံးနေတာဘယ်လောက်လှပြောတယ်ဟလားဒီမှာကချီးပုံးထားမှာကြတော့လွတ်လပ်တဲ့ဒီမိုကရေစီကြီးမှာအခုဆိုလို့ရှိရင်ကျွန်တော်တို့ညှော်မှန်းတဲ့ဒီမိုကရေစီဆိုတဲ့ပန်းနိုင်ကိုလည်းရောက်ခဲ့ပါပြီဒါကြောင့်မလို့လွတ်လပ်တဲ့ခေတ်မှာလွတ်လပ်စွာတည်ကိုရတဲ့လက်ခေါင်းဆိုင်ကြကြလေဒီကကြာအရင်ချောတာနော်ရင်းတယောက်ပဲလာသေးတယ်ကျွန်တော်တို့နည်းနည်းပြပြောလိုက်နောက်တရားဆိုရင်စိတ်တို့ဘာလို့ရအောင်ဒါကြတော့အမီးကြောင့်နေကျေးဇူးပါတယ်ဟုတ်ကဲ့အောင်သူရဲ့ကျင်လာသူအခုကျွန်တော်အောင်အိုက်ရေကောင်ခုတ်တောင်းတဲ့စိတ်ဟာ
ပြည်သူတွေတဲ့မှာစွဲနေတာဒီနေ့တိုင်းမမရတွေးမြည်ကြကအသက်ပေးကမြန်မာနိုင်ငံတော်ကြီးကိုစစ်ဖက်နှက်အောက်ထဲကနေကယ်ပြီးခဲ့တာပါကျွန်တော်တို့ရဲ့မိခင်အမေအောင်ဆန်းစုကြည်ဟာပြည်သူတွေကိုချက်သူပင်မဆိုင်ခိုင်းဘူးဗျာသူရေကောင်ခုတ်တောင်းတဲ့စိတ်ဟာပြည်သူတွေတဲ့မှာစွဲနေတာဒီနေ့တိုင်းမမရတွေးမြည်ကြကအသက်ပေးကမြန်မာနိုင်ငံတော်ကြီးကိုစစ်ဖက်နှက်အောက်ထဲကနေကယ်ပြီးခဲ့တာပါကျွန်တော်တို့ရဲ့မိခင်အမေအောင်ဆန်းစုကြည်ဟာပြည်သူတွေကိုထမင်းတနက်ရှုံမစားခိုင်းဘူးဗျာနိုဝင်မရှိရဲ့နေဟာအာနာရှင်တော်လည်းရင်းနေပါတပြည်လုံးလုံးမြောက်လေပြီကွာခုတောင်းပဲပေါ့ကွာနိုဝင်မရှိရဲ့နေဟာအာနာရှင်တော်လည်းရင်းနေပါတပြည်လုံးလုံးမြောက်လေပြီကွာခုတောင်းပဲပေါ့ကွာညနိုတရားအားကိုတရားတန်မိုးထားရပါတော့အာသာရီသူရဲ့ကောင်းမျိုးအမေအောင်ဆန်းစုကြည်ဟာဒီမိုကရေစီရအောင်သာအမေညွန်ပြခဲ့တာပြည်သူတွေတို့အသက်ပင်သေးသေးအမေစွန်လာခဲ့တာဒီမိုကရေစီရအောင်သာအမေညွန်ပြခဲ့တာပြည်သူတွေတို့အသက်ပင်သေးသေးအမေစွန်လာခဲ့တာဖခင်ဖို့ချုပ်အောင်ဆန်းလို့သူရဲ့ကောင်းမျိုးကိုထိုးတွေအားလုံးချစ်တယ်ဗျာအမေဆိုင်ခဲ့တဲ့ဒီမိုကရေစီအခွင့်အရေးတွေတီးလာတော့မှအနာဂတ်တွေကောင်းလာတော့မှအားလုံးရဲ့ခေါင်းအောင်ဝဲပါဗျာအားလုံးရဲ့ခေါင်းအောင်ဝဲပါဗျာကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာကမ္ဘာကြီးနဲ့ရေမောင်တန်းလိုက်ရင်အစင်းဆုံးနိုင်ငံထဲမှာဖုံးအောက်ထမှာရောက်ရှိလို့နေပါတယ်တကယ်တော့ခမည်းတော်ကျွန်တော်တို့နေတဲ့နိုင်ငံကြီးစင်းရဲဖို့လုံးဝအကြောင်းမရှိပါဘူးစင်းရဲစီဟာလည်းမလိုပါဘူးဘာကြောင့်လဲကျွန်တော်နိုင်ငံကြီးမှာတဘာဝတငွေရေနံကျွန်းပစ်ကြောက်တံပရဲများရွှေငွေကြေးနီတက်ထုအဲ့လိုပစ္စည်းတွေအများကြီးထွက်သားနဲ့ခမည်းတော်ကျွန်တော်နိုင်ငံကြီးဘာကြောင့်စင်းရဲနေရတယ်ဘာကြောင့်စင်းရဲခဲ့ရတယ်လဲဒါတခြားအဝေးတွေးကြမလို့ပါဘူးတစ်ချိန်လုံးကကျွန်တော်နိုင်ငံကြီးကိုအောက်ထုတ်ခဲ့တဲ့လူကြီးတွေမကောင်းခဲ့လို့ပါခင်ဗျာအခုတော့ကျွန်တော်ပြည်သူတွေအားလုံးလိုချင်တဲ့ဒီမိုကရေစီအစစ်မှန်ကိုအမေကရရှိအောင်လို့ဖော်ဆောင်ပေးပြီးတော့ပါပြီမကြခင်ကမ္ဘာမှာမြန်မာဟဲ့ဆိုပြီးပြန်လည်ဥမော့လာနိုင်အောင်လို့အမေတော်အောင်ဆန်းစုကြည်ကဖော်ဆောင်ပေးမယ်ဆိုတာကျွန်တော်ပြည်သူတွေအားလုံးယုံကြည်အားကိုးလျက်ပါအမေရဲ့လိုဝေမရှိရဲ့နေဟာအာနာရှင်တော်လည်းရင်းနေပါတပြည်လုံးလုံးမြောက်လေပြီကွာခေါင်းတောင်းပဲပေါ့ကွာလိုဝေမရှိရဲ့နေဟာအာနာရှင်တော်လည်းရင်းနေပါတပြည်လုံးလုံးမြောက်လေပြီကွာခေါင်းတောင်းပဲပေါ့ကွာမျက်နှာတရားအားကိုယ်တရားတန်မိုးထားရပါတော့အာသာနေသူရဲ့ကောင်းမျိုးအမေအောင်ဆန်းစုကြည်ဟာဒီမိုကရေစီရအောင်သာအမေညွန်ပြခဲ့တာပြည်သူတွေအတွက်အသက်ပင်သေးသေးအမေစွန့်စားခဲ့တာဒီမိုကရေစီရအောင်သာအမေညွန်ပြခဲ့တာပြည်သူတွေအတွက်အသက်ပင်သေးသေးအမေစွန့်စားခဲ့တာဖခင်ဘူချုပ်အောင်ဆန်းလို့သူ
သူရဲ့ကောင်းမျိုးကိုတို့ရီအားလုံးချစ်တယ်ဗျာအမေဆိုင်ခဲ့တဲ့ဒီမိုကရေစီအပွင့်သီးတွေတီးလာတော့မှအနာကတွဲကောင်းလာတော့မှအားလုံးရဲ့ခေါ်တောင်းအောင်ပွဲပါဗျာအားလုံးရဲ့ခေါ်တောင်းအောင်ပွဲပါဗျာအားလုံးရဲ့ခေါ်တောင်းအောင်ပွဲပါဗျာတနိုင်ငံလုံးရဲ့ခေါ်တောင်းအောင်ပွဲပါခမညာအားလုံးကြီးကြပါလေမင်္ဂလာပေါင်းနဲ့လေဒီယိုကစက်တလုံးရဲ့တမလွန်တီယူသွားရမယ်နမတန်စင်ယူရတီတမလွန်မှာစလို့ရေမယ်တမရှိတော့ဆန်းရွယ်တချင်းဆိုမယ်အနုပညာလေးငါရဲ့သဘောအနုပညာလေးကျွန်တော်ရဲ့ချစ်ပါအနုပညာလေးကျွန်တော်ရဲ့ကိုယ်ကိုယ်ရာဆရာရှင်ဆရာသမားမိဘများနဲ့အနုပညာနဲ့တခိုင်းနေတဲ့လေရောငါချစ်တော်ငါရဲ့အနုပညာမာနပါလို့လို့ပြပါကျေးဇူးများကြီးတင်ပါတယ်ပိုင်သက်ကျော်တို့ဟိုတော်တော်လေးဦးလေးတော်တော်လေးထားမလို့သူများဒုက္ခရောက်အောင်ကြည့်ပြီးတော့မတည့်ရရင်ဟုတ်တယ်ဝမ်းသာပါတယ်အလူမဆိုလဲတနာတအားအမတန်ကောင်းတဲ့အလူမပါကျွန်တော်အယုတ်လက်ပြန်ပြီးအခန့်ချင်းမွေးပြီးတော့ဟာငါကောင်အငိတ်ကတဲ့အပြင်ကိုကျွန်တော်တို့ဆွဲကြိုး၄ချက်ခွဲသားကိုထက်လှူလိုက်တယ်လို့ကြားပါကျေးဇူးများကြီးတင်ပါတယ်လှူတော့လှူမလားသူ့ဘာသူပျောက်တာပေါ့ဒါကြောင့်မိသားစုတွေနဲ့ဆုံတွေ့ရတဲ့အချိန်မှာကျွန်တော်တချင်းလေးတစ်ပုဒ်အမတ်တရားပြပြတင်ဆက်ပြစီဒီတချင်းလေးကတော့ဟာငါကောင်ကြီးကိုများ Sky နဲ့တကွန်ဆိုင်ရင်းရင်းအငိတ်ပြိုင်ပွဲမှာကျွန်တော်တို့အငိတ်စပြိုင်လို့ဟာငါကောင်ရေလို့ပြိတ္တအခုလို့မမြောက်စားအာမပေးခင်လေးကကျွန်တော်ရေးသားပြီးဖြောပြခဲ့တဲ့တချင်းလေးပါဟောင်းတော့ဟောင်းပါပြီကျွန်တော်ရင်ထဲမှာကောင်းနေတဲ့တချင်းလေးတစ်ပုဒ်ဖြစ်တဲ့ကျေးဇူးများတင်ပါတယ်ဒီတချင်းလေးကမူရင်းတချင်းလေးဖြစ်ပါတယ်ဒီတချင်းလေးကိုကျွန်တော်ကိုယ်တိုင်ရှင်နဲ့ခံစားပြီးစကိုင်းနဲ့တပေါ်ဆိုင်အလေးပြိုင်ပွဲမှာကျွန်တော်တို့မြန်မာနိုင်ငံအတွက်တကယ်လိုအပ်မယ်ထင်တဲ့တောက်တတရားကိုကျွန်တော်ဒီရှင်တော်တယောက်ရဲ့အတွေးနဲ့ကျွန်တော်ရှင်နဲ့ခံစားရည်တဲ့ဟာနေတာလေးကိုတတဲ့ဟာတာတချင်းလေးကိုနားဆင်ပြီးပါအစအပြည့်ဆုံးပဲကျွန်တော်ဒီတချင်းလေးကိုကျွန်တော်ခံစားရတဲ့အပြုသဘောလေးပါခင်ဗျာနားဆင်ပြီးပါကျွန်တော်လေးသိတဲ့လောက်ပြောတာအမောင်းပါခွေလို့စေတနာပါပါတယ်နိုင်ငံခြားပတ်စံများမှာအမြဲတမ်းတွေ့ရပုံယူစရာပါခွင်ဒီဘောကိုချီပေးတဲ့ဘောစီတုံးခန်းဒီသမမီထင်ငါရဲ့ကျွန်တော်လေးသိတဲ့လောက်ပြောတာအမောင်းပါခွေလို့စေတနာပါပါတယ်နိုင်ငံခြားပတ်စံများမှာအမြဲတမ်းတွေ့ရပုံယူစရာပါခွင်သူမီဘောဟိုချီမင်းနဲ့ဘောစီတုံးခန်းဒီသမမီထင်ငါရဲ့သူတို့နိုင်ငံရဲ့ခေါင်းဆောင်တွေပါခင်ဗျာသူတို့နိုင်ငံခေါင်းဆောင်များကြတော့ကိုယ်ကဘာတလောမှာဝိကြွားလို့သာထုတ်ပေါ်ကြွားကြတယ်သူတို့နိုင်ငံဝိစက်ကူများထဝဲဘုံပုံများကိုကဘာကတီအောင်ထုတ်ပေါ်ကြွားကြတယ်တို့များမှာကြတော့စေပြူတော်ချင်းသိတို့ရဲ့ကမ္ဘာရဲ့အလယ်မှာကျွန်တော်တို့ဘလို့ကြောဖို့ခက်နေတယ်ဗမာတိုင်းမြန်မာမျိုးအားကိုးလောက်ပြီးတဲ့ကျွန်တော်တို့ဘုံချုပ်မြန်မာငွေပေါ်လျှောက်ဖို့သိပြီကွယ်ရာသဝေးအထောက်ပံ့တီးလေရှိရမယ်ဘောကူလေးခိုးလောက်တဲ့မြင့်မြတ်တဲ့ဘိုးအောင်ဆန်းရဲ့ရာသဝေးအထောက်ပံ့တီးလေရှိရမယ်ဘောကူလေးခိုးလောက်တဲ့မြင့်မြတ်တဲ့ဘိုးအောင်ဆန်းရဲ့တိုင်းပြည်တို့ဆုံးခဲ့တဲ့ညာသာလီတွေလွတ်လပ်ဖို့တို့များကိုသူတွေမှာကင်း
တို့ခမာတွေစိုးမိုးဖို့ညောချရှာလို့ပေါ်လာကျွန်တော်တို့ရဲ့ဒီအစိုးရလက်ထက်မှာကျွန်တော်တို့ရဲ့လူထုမိခင်အမေတော်ဆန်းစုကြည်နဲ့အတူသမရအသစ်ခေါင်းဆောင်တဲ့ကျွန်တော်တို့နိုင်ငံကြီးမှာကျွန်တော်ပြည်သူပြည်သားများအားလုံးမျှော်လင့်နေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုလွတ်လပ်ရေးရအောင်အသက်ကိုဗလာနာမထားပဲဆွတ်လွတ်ဆွစားခဲ့တဲ့လွတ်လပ်ရေးဖခင်အာဇာနည်ခေါင်းဆောင်အဖိုးပူချုပ်အောင်စနစ်အာဇာနည်ပုဂ္ဂိုလ်များရဲ့ပုံနဲ့ကျွန်တော်တို့ချွေးနေစာနဲ့ရှားတယ်ကျွန်တော်တပူးကချွေးချီးမကြအောင်ရှားတယ်ကျွန်တော်တို့မြန်မာငွေပတ်စံမှာကျွန်တော်တို့ခေါင်းဆောင်ကြီးများပုံနဲ့ရပါစေလို့ကျွန်တော်ကြိုက်သုံးပါစေလို့စုမကောင်းတောင်းရင်တို့ဗမာတွေစိုးမိုးလို့မျောချရှာလို့ပေါ်လာကျေးဇူးများတင်ပါတယ်ကျွန်တော်ကိုဆုချပေးတဲ့အခုကလူမများအားလုံးမိသားစုများအားလုံးကိုကျေးဇူးတင်ဝမ်းမြောက်ကိုကြီးလို့အဆုံးပါပါခင်ဗျာမင်းတဲ့သားလူလူမင်းတဲ့သားလူလူလင်ငါဒီပါချစ်တဲ့အစီနဲ့ဒီကြောင်ဝနီကျုပ်စရတဲ့သားလူအော်သူရင်ဒီမှာတော့ပန်းဝေးလေးလူညံဝေး真那面露的的，是真的的哩。既然地上我你就是要得到了，哦，对你妈了，把为了你也会记，真那面露。จะได้มาละเลยตัวว่าตัวเช่นตัวเด็กคุยดีมีดีได้ยังไงมาละแต่ตาลูกว่าชงยาเลยจะปงน้ำมาเตะชิวชิวยิ้มจ่าเสียกังเลยฉันตั้งตีตัวลูมาจนนี่รักลูดาวสูบอยู่ดีเย็นนาดีอุตีแต่ฉันไม่ดูในโลกแสนปีကျေးဇူးပါမင်းတဲ့သားလူလူမင်းတဲ့သားလူလူလင်ငါဒီပါချစ်သူအစီတဲ့ဒီကြောင်ဝနီကျုပ်စရတဲ့သားဝလူအော်သူရင်နေမှာတော့ပန်းဝေးလေးလူညက်ဝေးကြီးအချင်နာမြင်လို့တဲ့စစတဲ့အသေးလေးနှလုံးသားကြည်ကြည်ခွေရစိတ်သမားကြီးစသိမလားလေသူဝသူချစ်သူတဲ့ခွေရတဲ့မိတီတိုင်းကျုံနိုင်မလားတက်တာလို့ဘဝရှုံရတယ်ချစ်ပုံနှမသိချူချူညီမကြစရာကောင်းတယ်ချစ်တဲ့သူလူမကြုံသေးတာလို့တောင်စုပြူဒီရင်လာဒီဥတီတဲ့ချမ်းလေးတို့ဘုံနဲ့နှုတ်ဆက်ပြီနှလုံးသားမိမြိုက်အောင်လေးအမုန်းတရားကြီးပါစီရရဲ့အရှုံးသမားတက်တာသူချ
ကိုတို့ကျော်ရေး ကိုတိုင်းကျော်ခင်ဗျာ ကိုပိုးလေးလာဗျာ ကိုတိုင်းကျော်ခင်ဗျာ ကိုဘီကျော်ရေး ကိုတိုင်းကျော် ကိုဝိုင်းကျော်ခင်ဗျာ ကိုတိုင်းကျော်ခင်ဗျာ ထူးမြတ်လာတဲ့လူတော်မင်္ဂလာပွဲကြီး ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ ဟာငါကောင်ကြီးကိုများဖျက်ပေးတင်ဆက်ခွင့်ရတာလဲဝမ်းသာကုန်ယူလို့မဆုံးပါဘူး မှန်ပါဗျာ ဥပ္ပါပရမ ဟုတ်ကဲ့ အလူတကာလူမများကိုဟာငါကောင်ဘက်ကချီးကျူးထောပနာပြုပြရစေ ချီးကျူးတဲ့သူကိုချီးကျူးတာမင်္ဂလာတာပါပါကိုတိုင်းကျော်ရေ ဘာဖြစ်လို့လဲဆိုတော့ဒီပွဲက ဟုတ်ကဲ့ ကျွန်တော်ကိုဆက်သွယ်ကျွန်တော်ကို9ရက်နဲ့ပွဲပါပဲ ဟုတ်ကဲ့ဗျာ ဟာငါကောင်ဘက်လူပညာကြီးဘယ်လောက်ယူမလဲတညကို23သိန်းစီးလုံးဝမစစ်ပါဘူး မှန်တယ်ဗျာ ကိုတိုင်းကျော်အဲ့ဒီ23သိန်းကဘာနဲ့ကတာလဲဟာငါကောင်ကြီးကို9ရောက်ရေကီးပုတ်တစ်လုံးရေဖြတ်ပြီးတင်ဆက်တာပေါ့လူတကာရေကျွန်တော်တို့ဗမာကဒီလိုပဲဆိုတော့ ဟုတ်ကဲ့ အဲ့ဒီ23သိန်းကိုတပြားမှဈေးမလျှော့ပါနဲ့ကျွန်တော်ဈေးမစစ်ပါဘူးတို့တော့မြန်မာဆိုင်လေးထည့်ပြီးအငိတ်ကရင်မကောင်းဘူးလားကိုတိုင်းကျော်ရေဆိုတဲ့ဟာငါကောင်ပေါ်ထားတဲ့စေတနာပရိသတ်ပေါ်ထားတဲ့စေတနာနဲ့ ဟုတ်ကဲ့ ကျွန်တော်တို့စိုင်းထည့်ကရတယ် ဟုတ်ကဲ့ဗျာ မြန်မာတနိုင်ငံလုံးအနှံ့အပြားကျွန်တော်တို့လိုက်လံကပြဖြတ်ပြီးဆက်နေတဲ့ဟာငါကောင်ဖွဲ့ပါပဲ အများကြီးပါပဲ တို့တော့ကျွန်တော်တို့ရှေ့ရပြောခဲ့သလိုနောက်နှစ်အငိတ်တိုင်းမှာကျွန်တော်တို့ကစိုင်းထည့်ကရမယ် ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တပင်းအစည်းအရုံးတောင်ဝင်ယူတာကမင်းသားလူငယ်ဥက္ကဋ္ဌမြို့ရှင်မန်းသားကိုဖိုးချစ် မြန်မာနိုင်ငံဗဟိုတပင်အစည်းအရုံးရဲ့ဥက္ကဋ္ဌပါပဲ ကိုဖိုးချစ်ကဟာငါကောင်နဲ့ညီကိုလိုနေမိသားစုလိုနေတော့ကျွန်တော်တို့ကိုတွေ့တိုင်း အင်း ဒီလေးတိုင်းကျော်ရဲ့အငိတ်ကိုစိုင်းဝိုင်းလေးနဲ့ထည့်ကပါအခုကျွန်တော်တို့တတ်နိုင်တဲ့လောက်ထည့်ကပါတယ်ကိုဆိုတော့ယုံကြည်ပြီးသားပါကြီးလေးရဲ့ ဟုတ်ကဲ့ နောက်တစ်ကိုတော့တရားဝင်ထုတ်တဲ့စီကံသို့တော့ဒီစီကံမထုတ်ခင်တည်းကဟာငါကောင်ကရန်ကုန်မြို့ပေါ်မှာကပင်ပွဲဖြစ်ဖြစ်ကျွန်တော်တို့စိုင်းမပါတဲ့ပွဲမရှိတဲ့လောက်ပါပဲ ဟုတ်ကဲ့ ဟုတ်ကဲ့ဗျာ သွားရင်လိုက်လွယ်ကူတဲ့နေရာကျတော့ဆိုင်းရပါပြီးသားပါ ဒါကျွန်တော်တို့ဟာငါကောင်ဖွဲ့ရဲ့အငိတ်ကိုတွေကြည့်ဘူးတဲ့မိသားစုတွေသိပါတယ် မှန်တယ်ဗျာ ဟာငါကောင်ကီးပုတ်တစ်လုံးနဲ့ထွက်တဲ့အငိတ်ကိုရှားပါ ဟုတ်ရှားတယ် ကျွန်တော်တို့ဒါကြောင့် ရှိတယ် ရှားတယ်ဟော အချင်းရောက်ပါနော် ဒါကြောင့် ဝေးနံဒေသတဲ့နေရာတွေကျတော့ကျွန်တော်တို့ဆိုင်ဝိုင်းကြီးကိုတည်ဖို့မဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဟာငါကောင်ဆိုတာငွေကြေးတက်နိုင်တဲ့အဖွဲ့မဟုတ်တဲ့ချမ်းသာတဲ့သူတွေမဟုတ်တဲ့အတွက်ကျွန်တော်တို့ဝေးနံတဲ့ဒေသများကျတော့ဆိုင်ဝိုင်းကြီးကိုမတည်နိုင်ပါ ဒါပေ ဘူး မဲ့နောက်နေ့ကျရင်တပင်စီယုံကလိုက်တယ်ပြီ ။မလုပ်လို့မရတော့ ကိုဖိုးချစ်ကိုယ်တိုင်လိုက်တယ်ပြန်ပြောဟုတ်ကဲ့ဟုတ်ကဲ့ ကိုမိုးလေးရေ ကိုတိုင်းကျော်ခင်ဗျာ အဲ့တော့ကြိုးစားကြမယ်ဗျာ မှန်တယ်ဗျာ ဟုတ်တယ်မလားကိုဝိုင်းကျော်ရေ ဟုတ်ကဲ့ အင်းတရားလိုက်နဲ့ဖြောပြတင်ဆက်မယ်ခွဲ ဟုတ်ကဲ့ဗျာ ဘာဖြစ်လို့လဲဆိုပေးရတာတောင်းဝင်ကြည့်ပြောမှာဝင်တရား ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တာဝန်ကို ဟုတ်တယ်မလား စားတော့ရဲရတာဗော မှန်တယ်ဗျာ ဟုတ်တယ်မလားကိုမိုးလေးရေအဲ့တော့မိသားစုတွေနဲ့ကျွန်တော်တို့အလူတကာလူမကြီးကလည်းငငယ်ရွယ်ရွယ် မှန်တယ်ဗျာ ဒါကျွန်တော်တို့ငငယ်ရွယ်ရွယ်မှာရတဲ့ဥစ္စာကိုကျွန်တော်တို့တက်နိုင်တဲ့လောက်သားသမီးများကိုလူတဲ့လူပွဲ ဟုတ်ကဲ့ ဒါနစွန်ကျဲပေးကလှူဒန်းခြင်းပေါ့ဗျာ ပေးကျွေးတာကလည်းမနှဲပါဘူးဗျာ ဟုတ်ကဲ့ဗျာ အယုတ်လက်မြန်မရွေကျွေးမွေးအခန်း အေး အဲ့ခဏနေခဏအဲ့ငါတို့ကအလုပ်လုပ်နေစော့နေတာမဟုတ်ဘူးကွာ အေးလေဘယ်သူလဲဆို အဲ့ဆက်ကတာအမတန်ကောင်းတဲ့ဆက်တာ သူ့ဆက်တော့က ကျွန်တော်တို့ကိုမောင်သက် ပုံမှန်တဲ့ တာတီအဲ့ဒါတက်ကိုယူထွက်တော့မယ်အော်အော်ဆွဲနေပြီတွေ့လား မင်းကောင်းနေဆိုလို့သူကထတုံပြတာ အဲ့တော့ကျွန်တော်တို့အကိုကအမတန်ကောင်းတဲ့ဆက်မိုက်တရားလည်းအများကြီး အင်း ဒီဆက်တိုင်းကျော်ပြောတာကိုမောင်သက်နဲ့တိုင်းကျော်ဆိုငငယ်တည်းကကျွန်တော်တို့ထိတ်ခဲ့တာညီကိုလိုနေတာ ဟာငါကောင်ပွဲတွေမှာတွဲလာတာမများနေ တိုင်းကျော်အာမခံတဲ့ဆက် အေး အဲ့ဒီဆက်မကောင်းရင်တိုင်းကျော်နောက်ပွဲတွေနဲ့ငါးသုံးကြည့်မကောင်းရင်ပါရဲ့ ပါရဲ့တွဲ သွားကြော်အောင်ရိုက် အဲ့လိုအမ အဲ့တော့အာမခံပေးတယ် ဟုတ်တယ် အဲ့မောင်သက်ကိုကျွန်တော်အဲ့လိုအာမခံပေးတာ၃ပွဲ ဒီဆက်ကို သွား၃ချောင်းမရှိတော့ စက်ကကွာမင်းအဲ့လိုတော့မပြောပါနဲ့ ဘာဖြစ်လို့ မင်းကစက်ကဒုရက်ခွက်တဲ့အုပ်ချုပ်ရေးမှုနဲ့ဆင်တာပါ ဘာ မ ဖြစ် င်း လို့ တို့ရက်ွက်တဲ့ကအုပ်ချုပ်ရေးမှုနဲ့ဒီဆက်နဲ့ဆင်တာ အေး ဘာဖြစ်လို့ ကောင်းတဲ့ချိန်ကောင်းတယ်မကောင်းတဲ့ချိန်မကောင်းဘူး မင်းတို့ရက်ွက်တဲ့ ဘယ်လိုချိန်ရိုက်နေတော့ तू ကပုံနေတယ် မင်းတို့ရက်ွက်တဲ့အုပ်ချုပ်မှုမကောင်းတာနဲ့ရောက်မိုက်ကဒါမှလူ ရ လူစည်းလုပ်ပေးတာမင်းတို့အခုကိုလူနေတယ် ရတကယ်ပြောရပြောတယ်ပြောပြော မလူနဲ့မလူနဲ့ ခုနလူညာတက်ဆိုခိုင်းလိုက်မှာနော်ရတော့ မသိ ရေနာသူကိုနဲ့ဖြစ်ခဲ့ပြီမှာကျန်သူကိုပြုတ်ခွေးပေးခဲ့ဘူးတဲ့ ဒီတော့မူးနေဘလို့ရန်သူဖြိုးမ ဒီ လဲ တစ်ချင်းနဲ့မှသူထိန်လေးကိုမရရအောင်ဆွဲစုကျန်သူပြုတ်ခွေးကပေးခဲ့ဘူးတဲ့ထိန်လေးပြောက်ကို အာသူနာမည်ရေးပါတယ်လေကွာတချင်းနဲ့မပါပြီးသား သူ့နာမည်ရပါတော့ ဟာကိုနိုင်ခူးပေးမယ်ကိုတိုင်းခူးပေးမယ်သူ့နာမည်ကိုတိုင်းကွာထိလေးမဟုတ်ဘူး မနောက်တဲ့ ကဲနေစကားလေးပြောတာပြောပေါ့ရှင်းရှင်းလေးတော့ပြောပြီး ဘာဖြစ်လို့ သူကအငိမ့်ကလာလည်းမတူသူတို့သေးတယ်နေတာကြာနာပဲသေးပေါက်ဆောင်နေရတာမပြီးနိုင်ဘူးငါကြားဘူးတော့ဂိတ်ပေါက်စားတော့ပဲကြားဘူးရတယ်ကွာ ကဲတော့မင်းတို့မိုက် ရအဆင်ပြေပါ အဆင်ပြေတယ်မလား ရ ကျွန်တော်တို့ ထိုင်တော့ ကိုတို့ကျော်ရေး ကိုတိုင်းကျော်ကြီး အလူတကာကြီးက ဥအောင်လိုင်းဝင်းပေါ့ဗျာ အလူမကြီးကတော့စွတ်စွတ်မှာ မှန်ပါပါ မိသားစုတွေလူတန်းနဲ့ဖွဲ အဲ့ဒီဥအောင်လိုင်းဝင်းဆိုတဲ့နာမည်အလူတကာကြီးနာမည်ချင်းချင်းကြောင်းပြီ ဘာဖြစ်လဲကိုအောင်လိုက်ဝင်းနာမည်ပြောင်းအောင်ဘာဖြစ်လို့ပြောင်း ငါ ဘာဖြစ်လို့ ငါငယ်နာမည်နဲ့တူတယ် မင်းငယ်နာမည်က ကိုရတို့ ကိုအောင်လိုက်ဝင်း ဟဲ့
ခွေးတုံနဲ့ဂျားထဲမှာတင်းချင်းကုန်း3လုံးလောက်ချတယ် ဘာလဲငါလုံးမှာနော်မင်းရပ်ပူပြီးတော့နော်လူစကားပြောရ ဘာဖြစ်လို့တော့ ပြလုံးပြတာဘာလို့ဆောက်ချက်ကြီးပြောရမလို့ကွာမင်းအမေတဲ့ပြောပြင်းသက်ကိုကြီးစိတ်ကြီးလို့ပြောရမလားပြင်းသက်ကိုတဲ့ပြောဘာမှဆောက်ချက်ကြမလို့ပြောတော့ကွာဒီကောင် ဘာဖြစ်လို့လဲခွေးတုံလို့ပြောတာဘာဖြစ်လို့ အဲ့ဒါကိုပြောတာကိုငါပြောတာပေါ့ ဘာဆိုင်လို့ ဒါကငါဝါလို့တို့တာဒီကောင်ဘူးပါလားတော့ အရေးတဲ့မင်းကနာနေပြီ လူတိုင်းဖြစ်တဲ့ကိစ္စ ဆိုင်ရကြတာ ဟဲ့ရချမ်းတဲ့ချိန်တိုင်းလူတိုင်းဖြစ်တာမင်းတယောက်တည်းနာစရာအကြောင်းမရှိဘူး အကုန်ဖြစ်တာလားအကုန်ဖြစ်လို့ရှိရင်ရောခံရတာပဲအင်းစင်းပဲမသိကြအောင်ဆောင်နေမှာ ပိုးငါမရိုက်နဲ့ဆိုတဲ့လူရိုက်ချင်တာ ပိုးလေးကိုမရိုက်တဲ့စားမို့တကယ်ကိုကားအစီတယ် နှစ်ရက်ပဲရှိသေးတယ်ကား ဆိုင်ရတွေနဲ့ပါတော့ကျွန်တော်တို့က ကားစပင်းကအမေအခုကားတိုက်လိုက်တော့သူကစပင်းကအဝါရောင်နေဖြစ်ဘူး တောင်သာပထမထိကကားတဲ့တောင်ခေါင်းထိကမင်းတို့မှမျိုးလုံးမှကန်းတော့မယ် ကားအိမ်ငိုက်ပြီးတော့အမြန်လမ်းမှာသူဘေးထိုးကြသွား ဘာလို့လူအိုင်းလိုက်တာမကားတော့အိတ်နိုင်မလား ကားသူအိမ်ငိုက်ပြီးတော့ဘေးထိုးကြသွားတာဗျာကားသူ့ကားကရောင်းကားတိတ်130ကျော်ပြီးတာကားပြက်စီးသွားတယ်ကျွန်တော်မှစိတ်မကောင်းဖြစ်ရတယ် ဟုတ်တယ်ဗျာ လူဘာမှမဖြစ်လို့ အဲ့ကဲဖြစ်ရဘူးလေ မဟုတ်ဘူးလေ စိတ်ကမကောင်းကျွန်တော်ကားမကစိတ်ကမ အေး ကားဖြစ်တယ် လူကားဖြစ်တာကိုစိတ်မကောင်းလူမဖြစ်တာဝမ်းသာတယ်အဲ့လိုပြောတာအဲ့တော့မိသားစုတွေလည်းစုံပြီးတိတ်ပေါက်ပြန်လာတဲ့ကလေးတွေလည်းစုံပြီး ဟုတ်တယ်တကယ်နည်းနည်းနော်ခလေးမဟုတ်ဘူးငါထဲမှာခလေးလုတ်တဲ့စများရှိသလားမသိဘူး ကဲပါဗျာခလေးလောက်တဲ့ဆက်ရှိတယ်တိုးကြော်နှမလေးတို့တစ်လုံးပေးလိုက်ကြပါဗျာ ကဲကျွန်တော်တို့က ရပြော လမ်းမှာကျွန်တော်တို့ကိုလည်းကျွန်တော်တို့ဒီပွဲတွေကိစ္စတွေစီစဉ်နေတော့ကျွန်တော်ခေါ်တာကိုအွန်လိုင်းဝင်းမတ်စုစုပါအခုကကျွန်တော်တို့ကဦးအွန်လိုင်းဝင်းလို့ဒီပွဲကြတော့ခေါ်ရပြီ ဟုတ်ပါလေ မင်းတို့ကမဟုတ်သေးဘူးကွာဒီမိုက်တစ်လုံးနဲ့မင်းတို့ကပြဿနာတက်နေတယ် ရှာရတကယ်ပြောမင်းမတူပါနဲ့ မင်း ပြောပြောပြော အဲ့ဒါကျွန်တော်တို့အကိုပါအဲ့တော့အသာအပြည့်30ကျော်ပဲရှိ ငယ်လည်းရှိသေးတယ် မင်းတို့မဟုတ်ဘူးကွာရောက်နေ အဲ့လည်းငါထားတယ်ကွာမင်းကလည်းငါလည်းပြောမှာ လက်ထားလိုက်ဟာကန်ကြောက်စင်းတွင်းနဲ့အောင်းမိနာမဟိုလူလူဒီလူလူဝိုင်းလူနေလား အခွေလုံးမှာမင်းတယောက်တည်းပူတာမဟုတ်လားငါလည်းတူတာပဲစိတ်ပြောတာနော်ငါပြောတာ အဲ့တော့ဒီကျွန်တော်တို့ခွေးစီတိုတဲ့ဘာလဲရတယ်ကွာ မင်းကလည်းမျက်လုံးကိုဖွင့်ပြောအိတ်ငိုက်နေသလားမသိဘူးမေးတေးကိုတေးတဲ့တယောက်ကလည်း ကျွန်တော်တို့အလူတကာလူမာတွေရဲ့မြစ်တာနဲ့လာရောက်ခင်တင်ဆက်တဲ့လူတော်မင်္ဂလာပွဲကြီးမင်းတို့အလုံးလုံးကတော့မင်းတို့စိတ်မချမ်းသာဘူးကွာမင်းတို့ အဲ့ဒါတည်းကမိုက်က9လုံးရှိတာမင်းတို့နောက်မှတယောက်သွားယူလိုက်အစင်ပြေနေမင်းတို့ပြင်းလို့ရှောက်မရှိလားဒီမှာဟာငါကောင်ညီကိုတွေကမြန်မာနိုင်ငံစီးလုံးညီညွတ်ရေးငိမ့်ငိမ့်ရေးဆိုပြက်လုံးတွေပြက်နေတာတေချင်းစိုးတွေမင်းတို့လုံးမှဒီ9ယောက်တည်းမစီးလုံးဖြစ်မယ်အဲ့တော့မြတ်တတ်ဖြစ်သွားအောင်လုပ်လိုက် မမဟုတ်ထားလိုက်လေ ဘာဖြစ်လို့ မစီးလုံးတော့ဘာမှမပြောနဲ့ ဘာဖြစ်လို့တော့ မြန်မာလူမျိုးတစ်လုံးစီးလုံးတာမဟုတ်တာမင်းရှောက်ပြော နှစ်ဦးနှစ်ပတ်အစင်ပြေအောင်လုပ်လိုက်ကော မင်းကငါလည်းငယ်မင်းဦးသားပဲ နှစ်ဦးနှစ်ပတ်အစင်ပြေသွားအောင် မိုက်လည်းတော့မယူချင်ဘူးလုံးတော့လည်းငါပဲလို့ရတယ် ဝမ်းကြော်ငယ်ဆိုတော့အလျှော့ပေးတာပေါ့ဒါပေါ့ ဟုတ်တယ်ဗျာကိုပါလေအမေကကျွဲတာ ဗမာလူမျိုးပုံပြီးသားသွားတာဗမာလူမျိုးကကိုမစားအောင်ဆိုသူများလည်းမကြွေဘူးလွတ်ပြည့်တာလား ငါတို့ကြတော့ကိုမစားရင်သူများလည်းမပိတ်ဘူးတို့လည်းမပြစ်ဘူး ဘာလုပ်လဲ ငါတပည့်ကိုတွဲခဲ့ အမနာရရဝိုင်းကြောအဲ့ဒါဘလို့လို့မင်းတို့နှစ်ဦးနှစ်ပတ်အဆင်မပြေဘူးကွာအဲ့တော့သူနဲ့အဆင်ပြေအောင်လုပ်ပေးအဲ့တော့ကျွန်တော်တို့ကကြိုးစားကြမယ်ဟုတ်တယ်မလားကိုပိုးလေးမင်းရောအချက်ပူတယ်ဆိုပြီးနေလား ရတယ်ပြောလို့ရတယ် အဲ့တော့ဒီမှာမိုက်ကအမြင်ကြီးပြောလို့ရ ပြောတတ်တယ် တကယ်ပြောတတ်လား ပြောတတ်တယ် ဟုတ်တယ်မလားကိုပိုးလေး ဟုတ်ကဲ့ဗျာ ကြိုးစားမှာခင်ဗျားတို့ကျွန်တော်တောင်းဝင်း ငါညောင်းလာပြီစိတ်ကပြောရပြီဟာပေါ်လေ ဟေး အနောက်ကခုလူနဲ့ဘာကြီးတော့ ဝဲစီ ပေါ်လေအမေကဘာလို့ဆင်းလိုက်တာတော့ဟာပြန်တက်အေးဟုတ်ပြီဒါမှပြည်ပြန်သွားမှာ2016ခုနှစ်မြန်မာနိုင်ငံသင်းညံစာထဲမှာပါတဲ့အတိုင်းပဲ ပါပါလား ဘလူးမေးကခွေးစီးပြီးဆင်းမယ် ခွေးလေးကခွေးပူလေးပဲ ဝဲကိုကြီးကကြီးပြီးတော့ဘလူးကသေးနေတာဟာနည်းလေ မိုက်ကိုသူ့မရက်နဲ့အဆင်ပြေအောင်လုပ်ပေးဒါမှအဆင်ပြေမှာဟုတ်တယ်မလားတကယ်ချင်းရဲ့ မင်းဥတုမင်္ဂလာတရားပွဲဖြစ် မင်းပို့ပူပါမင်းလည်းပြောချင်တယ်ငါလည်းပြောချင်တယ် တယောက်တော့ ညီလူများပြီ အေး ဒီ ပေါ့ မဲ့ဖြစ်နေ ညီလူများပြီ ခွဲယူလိုက် ဒါတယောက်တော့ ဘယ်ပစ္စည်းမျိုးကိုခွဲယူလိုက်သုံးမဝင်တော့ဘူးဟာလား မင်းတောက်ချက်ကိုမဟုတ်နေတာပဲ ရပြီ ဟုတ်တယ်မလားကိုပိုးလေး ဟုတ်ပါ အဲ့တော့ကျွန်တော်တို့ရဲ့ အကိုကြီး အလူတကာကိုအွန်လိုင်းဝင်းကျွန်တော်တို့ကဒီပွဲမှာအလူတကာလူမှာကိုကျွန်တော်တို့ကဦးအွန်လိုင်းဝင်းဆိုတာဘာကြောင့်ခေါ်ရလဲ အ ဆို တူတော့ငငယ်ပဲရှိသေးတယ်ဥလို့တက်လို့မရဘူး ထူးမြတ်လို့ကျွန်တော်တို့ကဦးတက်ခေါ်ရတယ်ကျွန်တော်တို့မှာမတ်ဆစုမှာအတော်မြတ်တော့ဒေါ်တက်ခေါ်ရ ဟုတ်တယ်ဗျာဟုတ်တယ် ဟုတ်တယ်မလား မှန်တယ်ဗျာ အလူတကာလူမှာများလူလာတန်းတာမြင်တော့တိုင်းတော်တို့ဝမ်းသာတယ်ကျွန်တော်တို့ဟားငါးကောင်ဖွဲ့လဲမနစ်ကလည်းကျွန်တော်တို့ရဲ့အငိတ်ရာဒီကုံသွားတဲ့အခါမှာကျွန်တော်တို့
ရှင်ပြုနာတာကျွန်တော်တို့နာတာ sorry ကျွန်တော်တို့ရဟန်းခံရှင်ပြုကျွန်တော်တို့ညီကို9ယောက်ကိုလည်းရဟန်းခံတယ် ပရိသတ်ကချတဲ့စုတွေကျွန် ကျွန် တော် တော်တို့ပတ်စံတွေကျွန်တော်တို့စုပြီးသိမ်းထားတယ် ဟုတ်ကဲ့ဗျာ ဒီနေ့လဲကျွန်တော်တို့အလူလုံးတယ်ဟာကောင်ကြီးကိုတွေကျွန်တော်တို့အလူနဲ့အလူရင်ဆက်လက်နဲ့ပကွာထဲမှာကျွန်တော်တို့လည်းပါ မှန်တယ်ဗျာ ကျွန်တော်ဆိုလို့ရှိရင်ဒါဟာကောင်တစ်နှစ်တခါအလူပုံမှန်လုပ်တယ်လို့ကျွန်တော်တစ်နှစ်တခါမဟုတ်ကျွန်တော်ဆိုနေ့တိုင်းကျွန်တော်တစ်ပိုင်းတစ်တိုင်းကျွန်တော်အလူလုပ်ပါတယ် ဘာတွေတူတော့ ကျွန်တော်တစ်နေ့ကိုဆရာတော်ကျောင်းကျွန်တော်ကတာမွေမှာဆိုတော့တာမွေကျောင်းကျွန်တော်တို့ဆရာတော်ကြီးကျောင်းကိုကျွန်တော်တစ်နေ့ကိုစိုးကြိုက်နှစ်ကြိုက်တူပါတယ် ဘာကြိုက်လို့ဘယ်လို 5စင်ကြိုက်တစ်ကြိုက်3စင်ကြိုက်တစ်ကြိုက်နှစ်ကြိုက်ကျွန်တော်အမြဲတမ်းပို့ နှစ်ကြိုက်တော့ဘာလို့လဲ 5စင်ကြိုက်တစ်ကြိုက်3စင်ကြိုက်တစ်ကြိုက်ကျွန်တော် 3ကြိုက်ကပါ 3ကြိုက်က 3စင်ကြိုက်ကကျွန်တော်စွန်ရင်အချိုပွဲ တာရုဗျာကျောင်းကိုတိုင်နဲ့ကျောင်းကိုသုံးနေပို့ပြီးတာတာရုခေါ်တယ်ဗျာငါးသိကြိုက်ကဟော ကျောင်းမှာရှိတာပြန်တဲ့လားငါနှစ်ကြိုက်ညက်တယ်တော့ပြီးပေါ့ ဟာသိရင်သူကမင်းကဘုန်းကြီးကျောင်းပို့လာတော့မှမင်းကအမျက်စွန်းလုပ်နေတယ်ကန်ထွက်စွန်းနေတော့ မင်းလည်းကျောင်းလူထားတာပဲပိုးလေး ကျွန်တော်ကျောင်းလူတာရကျွန်တော်ဂျွာသားတရားရီတိုင်းသား ဟုတ်ကဲ့ ဘယ်သူမှကျွန်တော်ကျောင်းလူတာတယ် ဟုတ်ကဲ့ ကျောင်းမူဂျိုကျောင်း ဘာဖြစ်လို့ မနော် ရက်နဲ့တော့မူဂျိုပဲရမှာ ကျွန်တော်တကယ်ကျွန်တော်ဆုံးသားကျောင်းကျွန်တော်လူတာ တကယ်စွန်းသားကျောင်းကြီးလူပြီးသွားပြီ ကျောင်းလူတာတယ်ဟိုမနေ့ကမှဆရာတော်ဖုန်းဆက်တယ် ဗျာဗျာဗျာ ဟမ် အော်ဟုတ်ကဲ့ပဲကိုလေးစကားပြောတာကြားပါတယ်တဲ့ဟိုချစ်ဖို့လည်းကောင်းပါတယ်တဲ့ကိုနောက်ကပြိတ္တကတန်းပြောတာမမြင်ရလို့တဲ့စကားပြောမတက်ရက်ပြောပါ တော့ကမတက်ရနေတာလေမတက်ရနေတာလေ မင်းရက်ကလည်းရက်မမသိထိုင်မမသိ ဆရာတော်မင်းကိုဘာဖုံးဆက် ဟမ် စနေလက်မတပေ3ပေစောက်ဘူးလို့ဆက်တာတို့ မနောက်နဲ့ မနော်မနော် တကယ်ကျောင်းလူတာ ကျောင်းဆုံးသားကျောင်းကျွန်တော်လူတာ ဟုတ်ကဲ့ ဟိုဒလူကျွန်တော်လဲစိတ် လဲစိတ်ကမှာ ဥဝေဒဆရာတော်ဥပူဝေဒကျောင်း မယုံစုံတန်းလို့ရ ဆုံးသားရကျွန်တော်ဖုန်းလမ်းဆက်တယ်မနေ့ကမှ ဘာပြော ဖုန်းလေးနဲ့မင်းလူတဲ့ကျောင်းနဲ့အခုပြိုသွားပြီဟာအရှင်ကဘာလို့ပြိုတာတောက်တက်ပြုတ်ကြလို့လေ တောက်တယ်ဟုတ်ပါကွာဖွင့်နေမှာပါဟာမင်းကလေတကယ်ဗျာကျွန်တော်အလူတန်းနဲ့ပတ်သက်လာလို့ရှင်တော့မပြောပါနဲ့ ဟုတ်ကဲ့ တကယ်ပြောတာပါဘာဖြစ်လို့တော့အလူတန်းနဲ့ပတ်သက်လာတကယ်မပြောပါနဲ့ ဘာဖြစ်လို့ မလူလို့မပြောပါနဲ့လို့ပြောတော့တကယ်အလူတန်းနဲ့ပတ်သက်တိုးကြော်တကယ်မင်းဘာလဲလူတော့ကျွန်တော်တယောက်တည်းနေတဲ့အတွက်အိမ်မှာကျွန်တော်နှလုံးနေတိုင်းချက်ရတာ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ကိုရင်လေးတစ်ပါးအိမ်ကိုဆုံးခံအများတန်းကြွတယ် ထိုင်ကိုတော့ပေါ့ ထိုင်ကူလို့တစ်ပါးကြွတယ်ကျွန်တော်နှလုံးချက်သမျှခမင်းအကုန်နဲ့ဆန်နှလုံးချက်လုံးတူလိုက်တာပဲ အော်မင်းကဘယ်သွားစား ကျောင်းလိုက်စားတာပေါ့ဟာ မင်းလည်းငါနဲ့အတူတူပဲနော် ဒါပေမဲ့ငါအခုအဲ့ကူတော်လေးငါအိမ်ကြွတော့ဘူးပါဆုံးတယ် ဘာဖြစ်လို့ ငါပတ်သက်ချီလို့လေမကြွတော့ဟိုကျန်တဲ့ညီကိုတွေကတော့တကယ်တူနိုင်ပါလေ ဟုတ်ကဲ့ ကျွန်တော်ကတော့တကယ်မတူနိုင်ပါဘူး ဘာဖြစ်လို့ ဘာလို့ဆိုအမတန်မှငငယ်လေးတွေကမိဘရွှေမျိုးအတိုင်းဝင်ကျွန်တော်မိဘတွေအမတန်မှချို့တဲ့တဲ့အတွက်ကျွန်တော်မတူနိုင်ပါဘူးကျွန်တော်ဒီပွဲလာကန်ဒီတောင်မှဆန်အိုးလေးလှန်ကြည့်တာဆန်အိုးရဲ့ကြွက်လေးပိန်ချောက်နေတာနဲ့ကျွန်တော်ဂရုကိုချိတ်ခဲ့ရတယ်တကယ်လူတဲ့တန်းတဲ့နေရာမှာတော့ကျွန်တော်ဒီလိုအလူတကာလူမတွေလိုလူကျင်တာပေါ့ဟုတ်ကဲ့အဲ့လိုများများသားတော့မလူနိုင်ပါဘူးမလူနိုင်တဲ့အတွက်ကျွန်တော်ဒီနှစ်တကြံတော့ကျွန်တော်စဉ်းစားပြီးသား ဘာလို့မလို့ ကျွန်တော်မန်နက်ကြီးထိုးပြီးတော့ ဟုတ်ကဲ့ မန်နက်ကြီးထိုးပြီးတော့အရှိမတခါတည်းတန်းဟိုကြွားတဲ့တန်ကားတော်တွေတန်းစီပြီးကြွား ဟုတ်ကဲ့ အဲ့ဒါကိုကျွန်တော်ဘယ်လိုပြောမလဲခွေး69កောင်အကောင်100မန်တက်ထဲမှာဓာတ်ပေါက်ကျင်းကောင်းမလားလို့စဉ်းစားဟာမင်းလူတွေကိုတွေ့တော့လူဆိုရင်ငယ်နေပေါ့တယ်ပြောသေးတာပဲကွာမင်းကလည်းရှောက်ပြောနေဩလူဆိုတာကငယ်နေပေါ့တယ်လေးတယ်ကြီးများတယ်အဲ့တော့ပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်လူတာအဲ့တိုင်းပဲလူတာခွေးတွေကိုကျွေးမှာဟုတ်ပြီတာလူဗျာပြီးခဲ့တဲ့နှစ်ကတော့အပဟို100အကောင်100လူလိုက်တာအကောင်100လူတာဒါပေမဲ့69កောင်ရိုက်တက်လိုက်ဘာမှမဟုတ်69កောင်ရိုက်တက်ဘာလို့ရိုက်တက်လက်မစေးပဲမှဝင်စားတာ အဲ့ဒါကျန်တဲ့ကောင်ကြတော့ လက်စေးတလုံးနဲ့ချီချော်ကြတာငါစေးပြီးတင်လို့ကျွေးလိုက်တာပဲ ကဲတော့ကျွန်တော်ကြိုးစားမှသာဖြေပေးတင်ဆက်ကြမယ် အေးဟုတ်ပြီ ခေါင်းတော့လေးဖြေပေးတင်ဆက်ရအောင်ကျွန်တော်တို့နိုင်ငံကလည်းဟာလာကောင်ကနိုင်ငံတော်အစ်စ်လို့တင်စားပေးရတယ် မှန်တယ်ဗျ ကျွန်တော်တို့စင်ရဲပွဲတည်တဲ့နိုင်ငံကိုအခုလက်ရှိတက်တဲ့အရက်သားအစိုးရနဲ့အရက်သားတမရကဘာတွေစွမ်းဆောင်ပေးပါလဲ ဟုတ်ကဲ့ ဟာကောင်ကြီးကိုများ ကတော့ခတိုင်းရော ပါတော့ အချက်သားအစိုးရတော့မသိဘူး ဘာဖြစ်လို့ အချက်သမားတော့ခုနတချင်းတက်သူ ဟော သူ့မတော်ပဲသူလေးရ အဲ့လူလောက်တာကွာတို့သိက္ခာချတာနဲ့တူတူပဲရအောင် ဘာဖြစ်လို့လဲ စိတ်ကမကောင်းဘူးကျန်သူဖြိုခွင်းကပြေးခဲ့ဘူးတဲ့ထိန်လင်းကြောက်ကိုအောက်မှာငါ့ကိုလာကြီးကျူးသွားတယ် ဘယ်လိုချီးကျူး ငါသူရကောင်းလားအကိုဆိုတော့မကောင်းဘူးလို့အကိုတော့တော်တော်ကောင်းနေတယ် ကဲရကျွန်တော်ခေါင်းတော်လေး ကဲစအောင်ဟာငါအရင်စအောင်မှတ်ထားအဲ့ဒီကဖမ်းပြီမလားအဲ့ဒီကောင် ပါတယ်လို့လောက်ကနေဗျာမြန်မာလူမျိုးဝီစီတန်ကြားရင်ကြောက်နေကြဗျာမလုံးနဲ့ ဒီကဖမ်းဟာ ရပြီ အဲ့
အဲ့ဝီစီတန်ကြားလို့ငါတတိယသွားတာ ပါသားရဲ့ မနေ့ကမှပါကျွန်တော်တကယ်ဒီလာမလို့ဆိုပြီးတော့ကျွန်တော်အင်ကြီးဥပစားလေးလူတာနဲ့သွားဝယ်တာ တော့ဝယ်တော့ ဆိုဘရင်အောင်သွားမှဆိုကျွန်တော်ကြီးနေနိုင်နေတာ အေးတော့ အေးစိုက်ကလေးထုတ်ပြီးစီးတာဟာမေကတော့ပြောသေးတယ်စိုက်ကစီးသွားနေလေးနဲ့ဖမ်းခံအောင်မယ်တဲ့ အေးပေါ့ ရပါတယ်မေ အဲ့ ရဲ့ ဒါကလိုင်စင်ရှိတာ အားရှိတာဗော အေးလေ ဒါပေမဲ့အဲ့ကျွန်တော်သွားတော့ပိတိမင်္ဂလာသေးသိရှိကြတော့ အေး မော်တော်ဘီကတားတာပဲ တားတာဗော တားတော့ကျွန်တော်ကအိမ်ကကျွန်တော်ညီလေးကိုလည်းနောက်ကတင်သွားသေး တင်သွားတော့ တင်သွားတော့ဟိုလည်းကြောက်တားတာပဲ တားတာ ဟိုလည်းတော့ညီလေးတဲ့လိုင်စင်ပြပါလေ အေး ကားမောင်းနဲ့လိုင်စင်ထုတ်ပေးလိုက် အေးပေါ့ ရှင်မောင်းလိုင်စင်ထုတ်ပေးလိုက် ဟုတ်ကဲ့ အော်အေးဝိတပါလာတော့ပါတယ်လို့အော်အေးအပြစ်မရှိတော့သွားတယ်ကျေးဇူးတင်ပါတယ်လို့ပြောတာကျွန်တော်ပါစကအရင်နဲ့ထွက်သွားလို့တဲ့ ဟုတ်လား ညီလေးတဲ့အရက်တော့ပြီးတော့မစီးနေတဲ့မင်းအန်ရများတယ်တဲ့အန်ရမများပါဘူးဗျာလို့ကျွန်တော်အိမ်ရတွက်တဲ့အစိမ့်တိတန်ဂုံမောင်းလျက်နဲ့တမနာစကုတပ်ပေညမြတ်စွာဘုရားတပည့်တော်ကောင်းမော်တရင်သုံးမှာဘုရားဆိုအမြဲတမ်းဘုရားကောင်းမော်တင်ပြီးမှထွက်တဲ့ကောင်းလို့ အေးပေါ့ အခုထွက်လာတာလဲကျွန်တော်ခေါင်းမော်ပစ်ပြီးမှထွက်လာတာလို့ အေးအေး အဲ့ဒါဆိုလိုက်စင်ပြပြီးတော့ငါဖမ်းနေတယ် ဘာဖြစ်လို့ 3ယောက်စီးလို့တဲ့ ဟာဖယားခေါင်းပေါ်တင်လာတာ3ယောက်စီးတယ်ဆို ဘ တော့ ယ်ပါလားတော့မသိဘူး အေးသူ သူပြောတာလည်းတကယ်မှန်တယ်အမောင်ကြီးကိုတွေနိုင်ငံသစ်တမရသစ်နဲ့ဒီမိုကရေစီနိုင်ငံဖြစ်ပြီဆိုပြီးနိုင်ငံရေးပြက်လုံးတွေမပြတ်တော့လို့တန်တိတ်တန်ချလာမော်တော်ဘီကယ်တွေကမင်းတွေ့တယ်များအပြစ်ရှာ အဲ့ဒါလည်းမော်တော်ဘီကအကြောင်းမလို့ငါပြောတော့ပြောတယ်မော်တော်ဘီကပြောတယ်ကွာငါဦးလေးမော်တော်ဘီဘယ်တော့မှမလက်မဆောက်ရမင်းတို့ပြောတယ်မင်းဦးလေးမော်တော်ငါဦးလေးမော်တော်ဘီဆိုင်ကလေးမဖမ်းကားလည်းမဖမ်းဘယ်တော့မှလက်မဆောက်ရ ဟာလားဘာနဲ့ရဲရှိလဲ ငါ तू ကဘာမှတောင်းဝင်ကြတာ အင်းလေးမှာ ဒီနေ့မှာတော့ဘယ်လိုလုပ်မကားတဲ့ဆိုင်ကလေးရရှိတာ ဒီတော့ခဏနေလို့ရှိရင်သူဦးလေးကယာရုပြောင်းတော့မှလေရေတော်ပြီးကဲဆိုပြီးလုပ်တော့မှာ အာဦးလေးလည်းမော်တော်ဘီကယ်ပါပဲ ဟုတ်လား တကယ်မော်တော်ဘီကယ်ပါ ပြောတယ်မ အာဦးလေးမော်တော်ဘီကယ်လက်မစားတာ9ရက်ရှိ ဩမင်းဦးလေးကဘာမှ ဒီနေ့သူ့ရက်လေလေ သူကလည်းပြေးမှသာရှော့တာ မမင်းမမနောက်နဲ့ငါအတီးပြောတာတော့မင်္ဂလာတော့ရန်ကုန်မင်္ဂလာတော့သင်္ကန်းကျွန်းကြီးမှာနေတာပါတကယ်ပြောတာကျွန်တော်ဒီလာတော့ဟိုမှာအနီးကြီးတွေကွာတားထားတာအဲ့လိုတားပြီးတော့မော်တော်ဘီကယ်6ရောက်တော့တွေ့တယ်မြဆိုင်ကယ်ကား အကုန်ဖတ် အကုန်ဖမ်းနေ အေးအေး အားငါကောင်ကပြီးကြောမကြောက်ဘူး အေး မော်တော်ဘီက9ရောက်မှကတော့10ရောက်ဖြစ်ဖြစ် အေးကိုမိုင်မကြောက်ကြမလို့ ငါခက်တီနဲ့သူတို့ရှစ်စီးသွား စီးသွားတော့ တယောက်မှစကားတစ်ခုမှမပြောရဘူး ဟာမင်းဘာစီးသွား ဖက်နဲ့ ဆိုင်ကပြီးတော့ ရင်းဆိုဖ အဲ့ တ်စီး ဒါဟိုင်းစပင်းနဲ့မောင်းလို့ဒန်ချင်းဆောင်အောင်မယ်တဲ့ ကဲနေစားမယ် ဟုတ်ကဲ့ညာ ဒီကပြက်လုံးတွေကဘာရှင်းသိနေတယ် ကဲစားအောင်စားအောင် နေနေတက်ခဏနဲ့စမယ်ဆိုတော့စတခုတောင်းမှလို့ပါ ဘာဖြစ်လဲ ဟိုစောင်းမောင်နာအခုအင်ကြီးဝယ်နေဝယ်ပါလားကျွန်တော်နှမ်းလိုက်ကြအခုစောင်းမောင်ကြီးအောင်မေးတော့ ဒီဟာအဲ့အောင်နော် ငါလည်း အဲ့ စဉ်း ဒါ စား ငါ့ကိုအမြဲတမ်းအားပေးနေတဲ့ဂျက်ဖဲနော်မင်းမနှောင်းနဲ့နော် ငါလည်းစဉ်းစားပါလေဒီစောင်းပေါက်ကအတန်မထွက်ပါဘူး မနှောင်းနဲ့အဲ့ဒါ तू ကပုံးနေတာ ဟုတ်လား လမ်းခင်းတဲ့အဖွဲတွေ့မှာဆိုလို့ အဲ့လိုတော့ ဒါတိကစီးနဲ့ရောချိုမှာဆိုလို့မင်းပုံးနေတာနားမနေမပြောနဲ့ ငါလည်းထင်ပါလေရှာတို့ခဲတော့ကလပ်ကြီးမှာပဲနေမှာဒီမလာတော့ပါဘူး အဲ့ဒါရှာတော့ကမဟုတ်ဘူးကနာမည်ရှိတယ်ကလားမင်းသားမီတာ100ပါချမ်းဆိုတာလေ အမိတာပါချင် ချစ်လို့ကျွန်တော်ကိုဆိုနေရာမရလို့ခက်ခဲတဲ့ရကြည့်တယ်ကျေးဇူးတင်တယ် ဟာမကောင်ချစ်လို့ ကျေးဇူးတင်လို့စကားလက်ဆောင်ပဲပါလိုက်မယ်နော်အခုလူများတဲ့နေရာတို့လမ်းလေးကွာဆုံလို့ကိုဆက်လက်တွေပါသွားမတောက်ဘူး ဘာလို့လဲ မီးသက်တွေကတင့်ငုတ်တို့မီးလောင်နေတယ်ဆိုရေနဲ့ဝိုင်းဖျားမှာဆိုလို့ အမှန်တော့ဆိုရင်တကယ်ပြောတာပါ तू ဘောင်းမိချွတ်ထားကွာကိုပြောက်လူသားပဲအဲ့ဒါကနေ ကဲတော့တော်လို့ပြကနက်တယ်ထင်နေဟုတ်မယ် အဲ့လောက်ဒီမင်းတို့ပြက်လုံးနဲ့လူရှင်တော်တွေဒီမှာဟာငါကောင်တပွဲတည်းကမှာမဟုတ်နောက်နေ့လူရှင်လူမာတွေကလူလို့ရှင်ဟာငါကောင်ထက်နာမည်ကြီးတဲ့အဖွဲ့တွေနှစ်စင်နေတာအောင်ပါအဲ့တော့ဒီလိုအသားမျိုးတွေ့လို့ရှင်ပြက်လုံးနဲ့ထက်မပြောင်းပြောလိုက် ဘာဖြစ်လို့ ကိုဆူတောင်းရမှာ ဘယ်လိုဆို ရှင်ဗျာ ရှင်ဗျာ နောက်ဘုရားအသားမမဲအောင် တောင်းရ တပည့်တော်ခယူသေးများပေးတဲ့နာတော့ တေးကြီးတော့ဘိုးဖြူကြကဲလေးလေးဖျက်ပြီးတယ် ဟု ဆို တ်လား တော့ ဟုတ်ကဲ့ စားအောင်ခွန်တောင်လေးနဲ့စားဒီနေရာတီတီတက်တော့ပြောမယ်အော်အကြီးစားမယ်ဆိုတာမှပဲဘယ်လိုလုပ်ထား ထားလိုက်မညစိန်တိုက်ပြောင်းပြီ နေတွေ့ကြရဲ့တို့သားပါဦးတိကွာသွားရဲ့ဒီ အောက်မညစိန်အပေါ်မှာကိုဖုံးခင် ကိုဖုန်းကြီးဆိုတဲ့ကျွန်တော်ကိုဖင်ကောင်းကို ကိုဘုံကျွဲပါဟာမင်း ရှိကုန်ကွာ နောက်တော့ပါမင်းမနောက်တော့ပါ ဟာငါကောင်ကပြက် ရွှေ လုံး ပြည်တော်သားစခန်းကိုလား ဟုတ်ပါ ဒီနေရာလေးတီတီတက်နဲ့ပြောဆိုရတာခဏလေးပါပဲဟုတ်တယ် ရွှေပြည်တော်သားစခန်းကိုလား လမ်းကြပါလို့တို့ညီကိုတွေ ငိမ့်ငိမ့်ရေးတကွန်ဆိုင်ပြိုင်ပွဲမှာသုံးခဲ့တဲ့ခွန်းတော်လေးဖြစ်ပါတယ် အရှိမှာတော့ရှမ်းရုံမှာအနောက်မှာတော့ရခိုင်ပြည်နယ် ဟုတ်ပါ တောင်ဘက်မှာတော့မြိတ်ကျွန်းစုမြောက်ဘက်မှာတော့ကချင်တောင်တန်းဒေသနဲ့ချင်းတောင်တန်းဒေသ မှန်တော့တကား တိုင်းရင်းသားညီနောင်စုတို့တီထောင်ပြုတာပြည်တော်စုအမိမြန်မာနိုင်ငံတော်ပါခင်ဗျာ မတော်ရဲမတွေ့ပါဗျာ တိုင်းရင်းသားညီကောင်မောင်နှမစုံလင်စွာဖြင့်လွတ်တော်ထဲမှာနေရာအသီးသီးတွေယူကြပြီ ဟုတ်ကဲ့ဗျာ နိုင်ငံကြီးဘာတွေပြုပြင်ပြောင်းလဲမလဲဘာတွေကောင်းလာမလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ဝမ်းပန်းတတာကြိုးစုစောင့်ပြောရမယ်အချိန် ဟုတ်ကဲ့ချင်း ရွှေပြည်တော်သားစခန်းကိုလား
ကြပါစို့တို့ကြီးကိုရေ တက်ကြီးလိုက်ပြီပေါ့ တော်နေရောမြို့လူသူတွေနဲ့ ဟာဖြစ်လို့လေပါပဲ တော်သူတောင်သားကြီးကိုများ ဟုတ်ကဲ့ ငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့အရှင်လိုနေလို့မရ ဒီလိုခံခဲ့လို့လေကျွန်တော်တို့တွေမြန်မာနိုင်ငံ ကျွန်တော်တို့ဘာလုပ်ပေးရမလဲဘာလုပ်ပေးရင်ရမလဲဆိုတဲ့အချိန်ဖြစ်နေပြီ ဟုတ်တယ်ဗျာ တော်နေရောမြို့လူသူတွေနဲ့ ကွယ်ပေါင်းစုညီညာ စပါအောင် စီလုံးညီညာအောင်ကြောင်းပြမရာသာချင်းသိအားအိမ်ပြပါလေ မှန်ပါဗျာ စီလုံးချင်းသည်အင်းအား ဟုတ်တယ် ညီညွတ်ချင်းသည်အားအိမ်ကွယ်ပေါင်းစုညီညာ ဘုရားညော မြန်တိုင်းမောင်းပါ မြန်နိုင်မောင်မောင် ထူထောင်ဖို့ရမလဲ ဟုတ်ပါ ခင်ဗျားတို့ကျွန်တော်တို့ဒီတစ်ခါလဲရင်တော့နောက်တစ်သက်လုံးပြန်ထနိုင်မှာမဟုတ်တော့ မှန်တယ်ဗျာ အဲ့တော့ဒီတစ်ခါမလဲအောင်ကျွန်တော်တို့ကဝိုင်းဝန်းကြားကန်ပေးရ ဟုတ်ကဲ့ ဒါလူတော့တင်တော့ရမယ် စ ဒါတော့ပြန်အောင်လေးကွာပြန်တော့ ပြန်ထောင်တော့မှထောင်တော့မှဒီပြည့်နေရာရောမသိဘူးတော့ရန်ငင်းမျိုးနဲ့ကိုရက်ကွက်ကတော့ဆိုင်ရင်စပါးပေါ်များတော့မယ်ဗျာဘန္နာပင်မှာခွေးသီးသီးနေတယ် သူကတော့လူလက်ကပြလိုက်တယ်မင်းကအခုမှတွေ့တာငါဆရာတော်ပြန်ကြောက်ရောက်တရားတွေ့ပြီးတော့တကယ်ရောက်ချင်းနဲ့တခါမှမကြုံဘူးတကယ်ရောက်ချင်းနဲ့ဆရာတော်ပြန်ကြောက်မှလည်းနီးတယ်တဲ့ကြောက်ရင်းနဲ့အလူတကာလူမတွေကဆရာတော်ကထူးလိုက်ဟုတ်အဲ့လိုလေဆိုဆရာတော်ကထူးတယ်တခြားဆရာတော်နဲ့မတူဘူးကျွန်တော်ဆရာတော်များများဖူးဘူးတယ်လို့ဒီလိုထူးတဲ့ဆရာတော်တော့မတွေ့ဘူးငါအပေါ်တက်ပြီးတော့ထူးမထူးဆန်းတာပေါ့တခါတည်းဦးသုံးငင်ချလာပြီးဆရာတော်ဘုရားဆိုတကယ်ထူးလာ ဘယ်လိုထူးတော့ ဟေးတဲ့ ဆရာတော်ဘုရားဟေးပဲထူးမှာပေါ့ ဆရာတော်ဗျာဟဲတော့မထူလို့မပြောတော့ဘူးဟာပဲလို့ဒီမှာ ကျဲသေးလာတော့မှပဲပိုးကြုံတာ ဒါဖြစ်တော့ ကိုကြီးလေးတကား6နှစ်နေကြီးနဲ့မထိဘူး ဇန်ရနေတာ သူ့လိုပဲတစ်ပြမောတက်ဆောင်နေတာ ဟာဒီကိုယ်လေးကွာ အဲ့လိုမပြောနဲ့ငါဒီမှာရောက်တော့ အေး အားငါကောင်ညီကိုတွေမြန်မာနိုင်ငံအနှံပြားကနေတာတတ်နဲ့တကူမင်းတို့ကြုံဘူးမှာမဟုတ်ဒီအနောက်ကအဆောင်နဲ့မတော့အိတ်ကြော်သွား မျိုးတော့ရှင်ကျော်လို့ရှင် ဟိုဒီနန်းနန်းနဲ့ န မှာ န်းနန်းလားနန်းနန်း ဟာနန်းနန်းမှာလစ်တော့တယ်ပြီးတော့အိတ်တယ် ဟောမငါတကယ်ဟိုမင်းမနောက်နဲ့မနောက်ငါတော့အိတ်နေတာဟဲ့မေးကနေအိတ်ကြော်သွားဘာဖြစ်လဲဟောဓာတ်ကုတ်ပြီးလာနိုးလာ အမိတက်တယ်လား မင်းမိတယ်ငါပြောတာနားထောင်မအောင်အတိပြောဓာတ်ကုတ်ပြီးလာနိုးလာငါလည်းမင်းတို့သိတဲ့အိတ်ငါလာနိုးမကြိုက် အေးဟုတ်ပါ ရလုံးပုတ်ငါဒေါသထွက်ပြီးကြည့်လိုက်တကူလုံးဝှပြူစင်ကျင်နဲ့တကူလုံးဝှပြူစင်ကျင် ဝှပြူစင်ကြတယ် ဘောင်းမှာဖြူကြီးပေါင်း ကျင်းတယ်ဘူးဟာ ငါလက်အုပ်လေးချီပြီးတော့အပားလို့အပဘလို့ပုံကူမျိုးလဲဆိုဟောက်ပြန်မိတ်လူလေးတဲ့အပပုံကူမဟုတ်ဘူးလေနို့ပို့တယ်ကလား လို့ဘောရကလားဟာဝါရ အားရကိုဗုဒ္ဓဘာသာကလားဘောသားတော်တော်စားပါတယ်ကို မနာနဲ့တော့အဲ့ဒီအဆောင်မှာမင်းမလို့မကြောက်မလန့်သွားရရဲ့ကြမ်း ဘာဖြစ်လို့ တကယ်တော့တကယ်အဆောင်ဆောက်တော့ကြည့်တာ ဟုတ်လားဘာဖြစ်လို့ တယောက်တည်းအချက်တုံးတောက်မင်းအဲ့ဒီဆောင်မှာသွားအိတ်မင်းအိုင်းမူးလား ဒီချင်းတော့ဟုတ်များလား မရဲကလာတော့ ထူထောင်ဖို့ရမလဲ မင်းကြည့်တော့ဟဲ့ ဘာဖြစ်လို့လဲကွာ ဒီတက်လုံးတော့ပြက်เสียလားပါလား ကျွန်တော်ကမေ့သွားတယ်ဗျာသူကတိုးကျော်ခန်းသားချက်ရှိ သူရနော် သူညမလေးတယောက်ရှိ မိကြီးလာကိစ္စငါမြောက်ပြီလား ကျွန်တော်တို့ကန္နာစီကြီးမနိုင်ကန္နာစီမှာသူညမလက်ဖိတ်ဆိုင်ဖွင့်လာတော့ ကိုတုံးလုံးလည်းပဲဆိုင်ကျုံဝင်က ခန်းသားချက်ရှိတယ်သူညမလေးဟိုတလောကလာနို့လိမ်ပြေးသွား နော်အမမကျွဲနုနဲ့နွားနုနဲ့လေရောင်းတာဒီလိုပြောတာ ဟုတ်ဗျာနော်ဒီကောင်းတယ်ဒီလိုတော်လေးလေကွာ အမေကဘူးမေးတာဒီမှာမယ်ပြင်ချင်းကအဲ့လိုလိန်သွားလို့ဒုက္ခရောက်နေတဲ့ကျွန်တော်ညီမအတွက်ကျွန်တော်ယူနီဖုန်းလေးပြန်တက်ပြီးပြီဒီပါပြီ အဲ့ဒါဆိုရင်မင်းဆိုင်ကိုငါလာလဲမယ် ဘာလို့ဖို့တော့ အဲ့ယူနိုဘုံလေးကစားကြ ဒီခရကောင်းရုပ်ကစားကြုံလား တိုးကြော် ဘာလို့ မင်းညမကိုလိမ်ပြီးတော့ပြေးပြီးတော့ကျုပ်ဖြစ်နေတဲ့သူအတွေ့ မကျန်တော့လုံးလာပြီဟာရိုက်တယ်နော်အဲ့ဒါမြေရိုက်တာငါမဟုတ်ကလားပဲကင်းပဲလို့ပါ အော်ကျွန်တော်တို့ကလေးတစ်ယောက်ပြောင်းနေတယ်တဲ့ထွန်းလင်းစိုးမောင်ထွန်းလင်းစိုး အာ မောင်ထွန်းလင်းဆိုး လိုက်ညို့ကတစ်ချောင်းနဲ့တို့ ဟာမင်းပထူရကမမမဒီကားကမတခုလို့ဒီမောင်မဟဲ့ မောင်ထွန်းလင်းစိုးတဲ့ကျွန်တော်ဒီမှာတက်ဆိုင်သူဒီနောက်မှာစောင့်နေတယ် စင်တော့မှဆောက်နေပါတယ် တက်ဆိုင် ထူထောင်ဖို့ရမလဲ ဘုရားညော ဘုန်းတော်လည်းဆိုရတယ်ကြံကြားကြီးလေးလုပ်လို့ရတယ် ငိမ့်ချမ်းတာယာရင်ဖြင့် တက်ကိုကို တာယာရင်ဖြစ်လဲ လက်မင်းနောက်ကျနေတယ်လို့ ရပ်ဖို့တော့ပြက်ကြံဖြစ်တာဟာ ငိမ့်ချမ်းတာယာရင်ဖြင့်လည်းပဲ တက်ကိုကို
ရင်ပြလာပါလာပါဒီတော့ကအမြန်သားပြည့်တက်စီပြီးငါလိုက်ကွာမင်းနောက်ကြရမြန်မာပြည်ပြည်တဲ့ချိုးမှာအပြစ်တော့ရဲတနာဆိုတဲ့ရွှေငွေမိုးတွေကျွန်တော်တို့မြန်မာနိုင်ငံကြီးငြိမ်းချမ်းသာယာရေးဖြစ်ဟုတ်ကဲ့မြေပေါ်မြေအောက်ရေပေါ်ရေအောက်တယံဇာတဘောပြည့်သွားတယ်မြန်မာနိုင်ငံမှာမထွက်တဲ့ပစ္စည်းဆိုတာရှားသလောက်ပါကျွန်တော်တို့မြန်မာနိုင်ငံဆိုတာရံမယာလီလီစင်းကင်းစင်ပါစိတ်အင်္ဂါဆုံးကြီးစွာဖြင့်ယုံကြည်စွာထောက်ထားပြနေဟုတ်ပါငမောဝဒမြကြောင်ကြောင်ဖျားနဲ့အုတ်တဖျားနီလာတန်တာခေါမှုတို့မြာခဲစိန်စစ်ကျွန်းသိရင်နဲ့စိန်တပါရွှေငွေများနဲ့ဘောသားတထုကျေးတီဝါစုစုတို့တခုမကြံထွက်တာကျွန်တော်တို့ရွှေနိုင်ငံမှာခင်ဗျာတို့ပဲပြောင်းနှမ်းဝါဘူးဖယုံတခွားဒါတောင်စာရေးရှင်မှာဆိုလို့ဖြုတ်ချထားခဲ့သေးပါတယ်ဗျာတော့ကျွန်တော်တို့ဒါကြောင့်ဟုတ်ကဲ့မြန်မာပြည်ပြည်တဲ့ရှိုးမှာဘာဖြစ်တယ်ရဲလာဆိုတဲ့ရွှေငွေမိုးတွေတော့ဖြို့ရွာမစဲရှုတော့မြင်ကြပါတော့ရှုတော့မြင်ကြပါတော့ဟာကောင်ရဲ့အငိမ့်ပွဲခေါင်းတော်သာပနာကိုပြချလိုက်တာဖြစ်ခေါင်းတော်ပနာမစာသားမြင့်မလင်သာပနာပြချခေါင်းတော်ပနာမစာသားမှာရငါပြီးခဲ့တဲ့ပွဲနဲ့မှားသွားလို့ပါကွာမင်းလည်းပြီးတော့ဗျအေးဒီလိုဘုန်းကြီးတွေဘွက်ကလာပြောခေါင်းတော်ပနာမကိုစာသားတယောက်တည်းကတော့လားဘုရားဘူးများထွက်လာတာမသိဘူးကွာမေးရောဘုရားတရားတန်ခါဆရာမိပါနဲ့နော်နာ၅ပါးအခုကတော့ပြီးသွားပြီလေမင်းကြောမယ်လူကြံနေတယ်မကြံဘူးပြောကျေးဇူးရှင်ပြိတ္တအတုတကအလူမမိသားစုဘုံကြောပြီးသွားပြီနော်ငါပါပြီးလိုက်ကဲဆုံးတွေမှာကြောကိုကြံနေတယ်ဟာကောင်တရားကြောကျန်တဲ့လူလိုက်ကြောဒါမှညီမှာပေါ့ဘာမသိပဲနဲ့ကြောကွာကြောပါတယ်ကြောပါညတို့ကဘသူကြောရတာလဲတော့ပြောဘသူမှမဟုတ်အနားယူသွားတဲ့လွတ်တော်တွေကဝင်ကြီးတွေအမတ်တွေကိုကြောတာကွာကြောပါတယ်အနားယူသွားတဲ့လွတ်တော်တွေကဝင်ကြီးတွေအမတ်တွေကိုကျွန်တော်တို့ဟာငါကောင်ကြောပါလက်ကုတ်လည်းရမ်းမတီးနဲ့ဟုတ်ကျွန်တော်တို့မသိတာဟဲ့ဘာကြောက်ကြောอ่ะနောင်ဆိုမြန်မာနိုင်ငံတယံသာတာတွေဘာမှခိုးလို့မရတော့ဘူးကျေးဇူးတင်လို့ကြောတာကွာဒီလက်ခုပ်ကိုတာယာနေပြီထင်တယ်လက်ခုပ်ကတို့ကိုချုပ်တဲ့ပို့တယ်ကနားမလဲဘူးထင်တယ်ဒီအစိုးရအစ်စ်နော်အချုပ်ကားတွေကလည်းအစ်စ်အချုပ်ခန်းလည်းအစ်စ်တို့ဈေးဥပေါက်သွားမယ်နော်အစိုးရအစ်စ်အချုပ်ကားအစ်စ်ချီးပုံတင်တော့တွေ့ပြီဒီဘောကမပါသေးဘူးဟာကတော့လို့ဖမ်းခံရတာတော့ငါဒီတစ်ခါကြုံတော့မယ်ကဲကတော့ပါတယ်ပြီးရောလွတ်တော်တွေကအနားယူသွားတဲ့ဝင်ကြီးတွေအမတ်တွေကတော့တယ်အကုန်လုံးမြန်မာနိုင်ငံပြည်စည်းတွေဘာမှခိုးမရတော့လို့အဲ့ဒါဆိုကတော့ပါလေမင်းဘယ်လိုတော်ပြီလေမင်းကတော့ငါကတော့ကတော့ဟာထွက်ခတ်တာမကြောက်ဘူးရောက်ထင်တယ်ဒီကောင်ကြီးတို့ကတော့ပါတယ်ကတော့တမရာကြီးဦးသိန်းစိန်အနားယူသွားတဲ့တမရာကြီးလည်းကတော့ပါတယ်ဘာဖြစ်လို့ကတော့ပြုတ်တယ်သူလည်းပါကတော့ဟမ်မအုတ်ချုပ်ရေးမှုယုံလို့ရေးတာလေကတော့ဟုတ်လားလုံးလည်းပြီးတယ်ကွာတည်းကျသူကလာပြနေသေးတယ်အတိတ်နမိတ်ကတော့ဟဲ့ကတော့ကတော့အုတ်ချုပ်ရေးမှုယုံလေကတော့ပါဘာလို့ကတော့လဲအုတ်ချုပ်ရေးမှုယုံဘာလို့ကတော့ဒီညဒီစင်ပေါ်မှာဘာပြောဘွေမယူကြပါနဲ့သူတို့ကနီးတယ်ကွာနီးရတာကြောက်อ่ะအဲ့လိုကတော့လို့ဘွေမယူခြင်းဆိုငါလည်းကတော့ယူတော့ပေါ့သမီးလည်းအုတ်ချုပ်ရေးမှုနဲ့တကွာရဲကုတ်ဖို့တို့ကတော့ပါတယ်ရှင်နည်းနည်းသိုးနဲ့ချောက်ဘာဖြစ်လဲအဲ့တော့မှလာဖမ်းတော့လေငါသူတို့လင်းတော်ထားလိုက်ပြီးရောငါမဖမ်းတော့ဘူးနေပြီလားသမီးကြောတဲ့နော်ရဲကုတ်ကုတ်နော်သမီးကြောပါလားဘာဖြစ်သွားလဲမင်းကောက်ကခင်ရတယ်လာတော့တော့ကုတ်ကုတ်တော့လွန်အောင်ရှောင်းအောင်တဲ့ဘောပဲလာပြောတော့ချင်းနေကြည့်ရတော့ပိတ်ချင်းနေကောင်းတာမအောင်ဥသာကနာပြောလိုက်တယ်လေသူဘာမှဖြစ်မင်းတို့ဘာမှဖြစ်ပါဘူးကွာတဲ့မပူပါနဲ့ဩတော်သေးတာပေါ့ तू ကဖြစ်နေကြမဆမ်းဘူးဟဲ့နဲ့နောက်လေဆွရိုက်နေတာပဲဟဲ့ဒီကဘာဖြစ်တာတိတ်ဆွရပကောင်းတာအိုးဘုရားတခင်ဒါမှငါဖေးလာပြီးအော်တိုရေးလိုက်ကဲလာဘာလို့ကဲလာမလဲအဲ့ဟာငါကောင်ကြီးကိုလေပြည်သူဘက်ကအမြဲတမ်းရက်တည်နေတဲ့ဖွဲ့အမြဲတမ်းတက်တည်ရှိတယ်ဟုတ်ကဲ့စစ်ဟုတ်ကဲ့ပါစစ်ဆွရိုက်နေတာပဲ तू လူရှင်လာဆွာရှင်တာပြောသူ့လေဘုရားရှင်မှာတနေ့9000နဲ့ဖုန်းကြီးရိုက်တာငါပဲမလားမလားစိတ်ဆိုးတယ်နော်အဲ့လိုဆိုဟာအဲ့ဒီနာဘာဖြစ်တာလဲအဲ့လိုဆိုးတာမမြင်ဘူးပေါ့တိတုတ်တွေကကောင်မလေးတွေအတိုင်းပဲစိတ်ဆိုးပြီးတပူရိုက်တဲလို့ကြီးFacebook ကကောင်မလေးတွေမတူဘူးဗသက်တဲချီးနေကုန်လာတာကြာတိုးကြပြောပါကြားလာကနာမလို့ဘယ်ကောင်မလေးတွေ
ဖေးပုတ်တဲ့ကောင်မလေးတွေ တွေ့လားဖုတ်ဖုတ်လေးကောင်မလေးတွေအဲ့လို ဖေးပုတ်တဲ့နင်းနေဖုတ်ပုတ်တဲ့စိတ်ဆိုးနေတာ အဲ့နဲ့ကြားမကြားနဲ့ကွာနောက်ရေ ဟုတ်တယ်မင်းတို့ကျတော့မပြောမင်းတို့မပြောတိတ်တိတ် ဘယ်လိုဟာလဲနမ်းကိုလိုရောင်းတဲ့ကိစ္စလာတော့ဝင်ရှောက်နေပေကျသူခေါင်းကဟဲ့ဖပြဘက်ပါလာတာမဟုတ်ဘူး သူကစပယ်ရပါနေ တို့ လို့ ပြောလို့ရတာမဟုတ်ခေါင်းနှလုံးနဲ့ဝင်မှာပေါ့ဟဲ့မင်းက ကဲကဲကျွန်တော်ဒီကကျွန်တော်တို့9ရက်ကွက်ကကျွန်တော်အရန်မိသက်9ရောက်လောက်လာပါ မလုပ်ဘူး လာပြီးတိုးတော့အဲ့အုတ်ချုပ်ရမှုအခန်းထဲခေါ်ပြီးတဘိုးကျင့်ပေးလိုက်ရပါဗျာ မလုပ်ပါနဲ့နေရာလေအကျင့်မရှိလို့မိစစ်ဆက်ခေါင်းလေးတော့မခံနိုင်သေးပါဘူး အဲ့ကွာ ကိုကြိုင်နေတယ်လို့ပြောတော့တိတ်သေးရတော့ဘုရားသခင် မသားမတမ်းမိုက်ကိုဝင်ပြက်ကြလို့မင်းကတမ်းမျိုးသမီးရနေနိုင်မှာနော် ငါတိုင်ညာနဲ့တိုင်ဟဲ့မကျင့်နဲ့နိုင်ဘူးကွာ ပြောဟာကောင်ကြီးကိုလေယောက်ျားပြပြတန်းတဲ့ပြက်လုံးပြက်ခဲ့တာ၄မိနစ်တာကာလ ဟုတ်ကဲ့စင် โอเคပါဆင်း အာ လုံးတယ်လုံး လုံးလေလုံးတက်လိုက်မချိန်နဲ့မနေတတ်ဘူးနော်ဟုတ်တယ် တကယ်ကြီးဖြစ်သွားလားမသိဘူး ဟုတ်ဒီကောင်တိုးကြော်မင်းငါလုံးတော့မှာနော် လုံးလေလုံးအားပြောမနေလေအားပြတ်တယ်လေဟာလာမျိုးကန်နေတာ ဟာငါကောင်ကြီးကိုလေမင်းတယောက်ကြောက်ကျန်တဲ့၄ယောက်အချောက်လို့အပြောမခံနိုင် ဟုတ်ပါဘူးတော့ ဘူးပါတော့ဟုတ်ကြပါတော့ရဟုတ်မနော်ငါကြောက်မလို့လိုက်ပြောငါတော့ကလိုက်ပြောဟုတ်မနော် ဟုတ်ကဲ့စင် ညနေဘုဒ္ဓကြောက်ကြ ယောက်ျား ဒီကောင်တော့ပါပဲ လောင်းကဟာချိန်လဲချိန်မထားနဲ့နော်နေရရချလိုက်လို့တော့နော်ဟုတ်ကဲ့ ပြည်တွင်းစက်ကမပြစ်ဘူးချိန်ထားတာလား သူ့သားနေတာဟုတ်တယ်လူသားသူမသိသူစိတ် ညာတကယ်ဘာမှဒါပဲတောင်းမှာပြောလို့လိုက်ရောကြောက်ကြ ယောက်ျားလို့ပြောနေတာလောင်းကပြော အဲ့ဒါရဲမိမုတ်ဖြစ်သွားအောင်မယ်လိုက်ပြောလို့ လမ်းကြောင်းနေ လိုက်ပြောပါငါငါတင်ပေးမယ်မင်းတို့သွားကြောက်ကြ ယောက်ျား လုံးမပြောမရ ရပါဘူးတော့ ယောက်ျားလေ ယောက်ျားလို့ သူကနှွဲသွားမှာမင်းဘာဖြစ်လဲ အချောက်နေရတော့မထားဘူးနော်အဲ့တော့လိုက်လူတယ်နော် လူတာမလူတာမပြောနဲ့ရ ဗါလေဗါလေ အဲ့ဒီကောင်တွေနှွဲတက်တက်ပြောရင်တော့မင်းအဆုံးမ ဟာဘာဖြစ်လဲ အဲ့ဒီဘွားမှာမင်းကြီးဆုံး ငါအဲ့စကားပြောနေအဲ့ငါတက်ကြီးလာရှိတယ် ဘာလို့ ဒီမိုက် အဲ့တော့အိုက်မိုက်ကပြောတယ်နော်ကိုတို့ကြောင့်မတိမ်မရိမ့်ပါပဲတဲ့ အဲ့လောက်မဟုတ်ဘူးရောမင်း ဒီယောက်ျားလို့ပြောပါလား ဟာယောက်ျားရောရီအောင်တက်တက်ပြောလိုက်တာ ပြောကြမလို့ယောက်ျားပဲရ ဟာမျက်နှာကိုကြည့်ရလက်နဲ့မလို့ဘူးတမက်တိုက်လို့ရမြင်လား အဲ့ဒါပြောယောက်ျား ယောက်ျား ကျက်ပြောယောက်ျား ဟာတင်အောင်ပေါင်းမယ်ယောက်ျား မရှုံဘူးရခုံပြီးပြောယောက်ျားခုံ ယောက်ျား မယုံမရှိနဲ့အဲ့ကောင်ယောက်ျားစစ် ဘာဖြစ်လဲ ခလောက်တန်ကြား ငါတော့ကိုကြည့်မယုံသေးဘူးသူကလည်းတောက်တောက်မမြည်ဘူး ဘယ်လိုကြီးရော ဘာဖြစ် ခြေနဲ့နဲ့ပူထားလို့ပါရှောက်တော့ ဘလောက်ကရေဆိုရင်ဘာဖြစ်လဲ ကဲကိုလေးရေ ကိုတန်းကြောင်ဗျာ ကိုပြီးကြော်လာဗျာ ကိုနိုင်ကျော် ကိုဝိုင်းကြော်ခင်ဗျကိုတို့ကြော်ရေ ကိုတိုင်းကြရင် တတိဆိုရင်သမီးတို့ဆောင်းဝတီ နိုင်ငံတော်ရွှေစိတ်5စုရှင်ဗျ ခတော်လေးခေါ်တော့လေကောင် မရရ ရေလာကောင်းမြောင်းတယ်မှာပေါ့ ဟုတ်ကဲ့ ကဲမင်းပြောလေးရပါသူလေဗျာ စောင်းဝင်ပါဗျ အလားတူထိတ်တွေရင်ထိတ်စုအနုတွေထိတ်တဲ့တော်ဝင်ပဲလေးလို့လှတယ်ခလေးနှမကိုရုံရုံနှုတ်ရုံဟုတ်ပြောရင်ကျုပ်သဘောရမြစ်တဲ့ကြီးကြီးချိုးချိုး ဟုတ်ကဲ့ မေပရမီခင်လုံးမြေသူတက်တက်ငင်းမအောင်လှတဲ့ခလေးမတင်းစားပဲကျွာလာတက်ကိုကိုဘယ်မှာလို့တော့ ဖြတ်မယ်ဟေး အေးဟေးအယူစောင်းဝင်ပါဆိုပါမယ်ဟေးစောင်းဟေးဟေးဟုတ်လားလာသမီးလေးဟဲ့ပြောတယ်ကော ဟေးဟေး လူတင်ညာကနီနာမည်ကြီးကဝေကာသူလေးတွေနေလက်သေးစောင်းဝရီ ကာချိုးလေးတွေနေနဲ့ထည့်ပြီးဆောင်းဝတီ လူတင်ညာကနီနာမည်ကြီးကဝေ ကာချိုးလေးတွေနေနဲ့ထည့်ပြီးဆောင်းဝတီကာချိုးလေးတွေနေနဲ့ထည့်ပြီးဆောင်းဝတီလာတော့ရမရရစီ ကတော့လည်းနေစ ကိုကြီး လာတော့ရ မရရစီ ကတော့လည်းနေစတူလေးတွေပူပူဝေလို့ချစ်တီးပြီးတာရဲ့နီ ချစ်သေးလေးတွေကရဲ့နီး စောင်းဒီကလေးပူရေး ဟာစောင်းဟေးဟာ လူတင်ညာကနီနာမည်ကြီးကဝေကာသူ
ပြီဆောင်းဝင်ပြီ ဟေးကာယုလေးတွေလေးလက်ခဲပြီဆောင်းဝင် လာတော့ရတော့ပြရဲစီ ဟေးကာတော့လည်းနေစီသူကြီး လာတော့ရတော့ပြရဲစီ ကာတော့လည်းနေစီသူကြီး ကိုလေးတွေပူပူလေးလို့ချစ်သေးလေးကရဲ့ညီ ချစ်သေးလေးကိုကာရဲ့ကြီး ဆောင်းလေးကလေးပူပူလေးဟေးဝီ ရောက်သွားပြီအဲ့ဒီအစ်စ်နဲ့ကဟုတ်တယ်တကယ်လို့ကျွန်တော်တို့ကစိုင်းဝိုင်းကြီးမပါရင်အဲ့ဒီအစ်စ်အတိုင်းပုံတူအောင်ပြည့်ကျွန်တော်တို့အကိုတင်စာဝင်ဂီတာမှုကဘယ်လိုတီးမှာခုနကိုပြောင်းဝင်တီးသွားတာဒါမြန်မာဆိုင်အစ်စ်ကိုတင်စာဝင်တီးမှာစိုင်းဝိုင်းမရဆိုတော့ကိုပြီးနေသွားမှာအဲ့ဒါတော့ ဘယ်လိုတူဘယ်လိုအဲ့ပြီးရတမျိုးအေးပေါ့ငါတော့တဲ့ပြီးကြတော့ကိုစစ်ကိုက်မင်းအားပြခမင်းကြော်ဟိုတော့တောင်းတယ်မင်းအဲ့ဒါကျွန်တော်တို့ကအနည်းကိုတန်ပုံးတွေခောက်ပြီးကတယ်လို့ဖြစ်နေတိတ်ခါမရှိအစင်တမ်းမရှိတယ်လို့ဖြစ်မှာဆိုတော့မြန်မာအနည်းကိုမြန်မာဆိုင်နဲ့တိတ်ခါရှိမြန်မာပရိသတ်ကိုဒီလိုဟာငါကောင်ကစူးစမ်းမယ် မောင်ချင်းဟဲ့လို့အော်လိုက်တာဟေးမင်းမောင်ခိုင်းမို့ ဒါကြတော့တွတ်တယ်ငပူက စောင်းဝရီနဲ့ပန်နေရထပ်ကုန်နဲ့မြန်မာအနည်းခန့်ကြားပြရတယ်ခင်ဗျအေးဟုတ်ပါကိုကြီးကျုံလေးကမင်းလည်းမယူပြောတာရိုးရရင်ချင်းမှုမြမအရေးဟုတ်ကဲ့ကောင်းခါချေတဲ့ဤလေးချက်မပြတ်စေရဥတုမင်္ဂလာသဘောပါလားဟဲ့သဘောပါဗျာဟိုကျုပ်ခုမဟာအဆရာတော်ဘုရားတတိယလာโอ้ဝေကျေလေးဝိုင်းလို့ပြောလို့ဝေကျေလေးဝိုင်းလို့ပြောလို့ဒီလိုဘုန်းကြီးမြို့နေရောလေးတော့မတော်ဘူးလက်ကိုချင်းလာတတိကြပါသေးဒါကြောင့်ဇက်စင်အကောင်းကြီးကွာမင်းသမီးကပလျာနဲ့တန်နေဆွဲနှုတ်နေပြန်မင်းသမီးကဘယ်လိုဆွဲနှုတ်သွားလဲဇက်စင်ကိုဘယ်လိုတန်နေဦးနှုတ်ပြီးသားတန်နေကိုတူနဲ့ပြန်ရိုက်သွင်းသွားပြီကျွန်တော်တို့ဒီမှာရိုးရာချင်းကျင်းမှုအငိတ်ဆိုတာဒီလိုစိုင်းဝိုင်းနဲ့ကမှအတိတ်ပဲရှိတာဟုတ်တယ်မလားဟုတ်ပါနိုင်ငံတော်ရွှေတစိမ့်5စုရှင်စောင်းဝလီမသိလို့မေးတာနော်ဟိုကဒူရှင်တော်ဆိုတော့အငိတ်နေသမီးတွေတက်အပ်တဲ့ပညာမသိလို့ဇင်ရောတောင်းဆိုတာဘယ်လိုမျိုးလဲဇင်ရောလေးတကောင်ပြန်နေလို့ဒီလိုလေးကျိုးမှဟုတ်တယ်နော်အမှုပညာဒါကြောင့်ရှေ့လူကြီးတွေပြောခဲ့တာဒါပြောတယ်ချီတဲ့လက်ကျိုးမှစက်မျိုးစောင်းဝလီလက်ဘယ်လောက်ကျိုးလဲကျိုးတယ်နိချီတဲ့လက်ကျိုးမှစက်မျိုးငါအဖိုးဆိုချီတဲ့တန်းသွားတယ်လို့အဲ့ဒါကားနာမမှတ်ထားတာဘာဖြစ်လို့မခါခွေးကားကြိတ်သွားတယ်မြင်လားဒီလိုမနှောက်နဲ့အဲ့တော့ကျွန်တော်ဒီမှာစာလေးတစ်စောင်လာတာဂျုံကခေါ်တဲ့စာသူမင်းမမင်းသွားရှင်းတော့ငါမလာဘူးတော်တော်ရှိတယ်ပါလာပြန်ပြီရှင်းဆက်ပြောရင်ထုတ်တန်းလို့ရမှတော့လာအောင်ပါဘာစာလေးလဲလို့မေးပါနဲ့အေးသူ့မေကိုသူ့မတနာလို့ခေါ်တော့ကလာနဲ့ထဲလိုက်တယ်9000ရတယ်များတာဗောဟဲ့ရတယ်ရန်နေကဘန်နပရိနှုတ်ဒီကရဲကဲလို့ကလာမိတယ်ဟာမစ်တဲ့ဂုံစင်ကုန်တယ်ကလားသူချတယ်အဝတ်သားစားပါတယ်လို့ပြောနေကြဒီမှာစာလာတော့ခဏနေကျေးဇူးပြုရတဲ့ဟာငါကောင်ဖွဲ့ရချစ်စရာကောင်းဆုံးဟာတလူရှင်တော်ကိုတုံကျော်ရှစ်ကိုတိုးကျော်နင်းလေတုံကျော်ရမှာလားဟဲ့စလုံးပေါင်းမနဲ့ဝတ်စက်နှလုံးပေါင်းမပါပြောပြီးသားချမ်းတဲ့ချိန်လူတိုင်းဖြစ်တာဒီမိုက်ကဘလို့လဲကိုတိုးကျော်ရှစ်ရှင်းမဟုတ်ဘူးလို့မြောက်လို့ပြောလိုက်တယ်လားကိုတိုးကျော်ရှစ်အကိုတဲ့အကိုညမကိုမှုတ်ပြီးတာမှတ်မိလားဒီချင်းသူအလုံးတစ်ကြီးကြီးလို့မြန်သွားတာညမတော့ကိုနေ့စဉ်ညတိုင်းတတိယနေသေးပါညဆိုကိုနဲ့ပတ်သက်တာတွေစဉ်းစားပြီးအဲ့လိုတော့မပြောဘူးအဲ့တော့လေးကလေးအခုဟာရညမရောမယ်လို့သူများမိုက်တော့ဟဲ့ဘွားမဟန်းနေဝင်နေမှတော့မထူးရအောင်လက်ထုတ်ပြတာကောင်းတယ်ညမအခုအကြောင်းတွေစဉ်းစားနေတာတကယ်လားညတိုင်းအဲ့လိုတော့မပြောဘူးဘယ်ဟုတ်တယ်ဗျာအကိုတဲ့ညမစီကိုမလာဘူးတော့တဲ့ဟောလာမှာပေါ့မအားလို့ပါကျွန်တော်ရောကြိုက်တယ်မနဲ့လိုင်းနဲ့တူတာသုံးဖြစ်သွားမှာဆိုတော့ဟာတကယ်မဖက်အေးဖက်မင်းကြာတော့လေတဲ့ညမစိတ်တက်တောင်ကြာလာတယ်အော်မကြပါနဲ့လို့တကယ်လာမှာပေါ့အေးဘာပဲပြောအဖေနဲ့မေကိုညမဂတိပေးထားတာလေမပြတ်ဘူးယောက်ျားတယောက်ဆိုတယောက်တစ်ပေါက်ဆိုတစ်ပေါက်ပဲဘလောက်ပဲအကိုတဲ့ညမဂတိပေးထားဆိုမျက်နှာပူတယ်တဲ့ကိုကြီးကလည်းဒေါသတွေထွက်နေပြီတဲ့ဘာပဲပြော
အခုညီမစီကိုလာသိနေပြီနော် လာဒီဘွဲပြီးတော့သွားလိုက်မယ်ကွာ ကြားထဲမှာလေ3လလောက်ကြာနေပြီလေ ဟောဘွဲသွားနေတဲ့ကိစ္စငါလည်းအားရနေတာမဟုတ်ဘူး အခုမလာလို့ရှိရင်ပြဿနာအကြီးကျယ်တက်မှာဆိုလို့စိုးရိမ်နေရတယ်ညီမလေးမိချောဘီယာဘူ9000ကျက်ဥမွေကျော်က3ပွဲ အားရပြီတို့မင်းကအဲ့ဒါတော့မင်းကကောင်းမလို့ငါရီးသားတာလို့ဘယ်ဟုတ်မလဲအကျွေးတောင်းတဲ့စာကြီးအကျွေးစီဒီမှာပဲသွားတာနော်ရ တကယ်ပါတယ်ဒီမှာတိုးတဲ့ဟာငါကောင်ပွဲကဟာတလူရှင်တော်ကိုတိုင်းကျော်ရှင်တဲ့ အမေကညောင်း အကိုတဲ့ကိုတိုင်းကျော်တဲ့မမင်းသမီးစောင်းဝတီနဲ့တွဲပြီးတော့တချင်းတစ်ပုတ်တော့ဆိုပေးပါရဲ့လေးလေးစားစားတောင်းဆိုပါ ကျွန်တော်မြန်မာနိုင်ငံကပြီးတော့ပါပြီဒါအမေကမရပါဘူး တချင်းစုံလို့မရတာ သူ့တော်ငွေ9000ကျပ် ဆိုတင်တာ ရပါတယ်ဆိုတကယ်ဆိုအဲ့ဒါဆို နှလုံးထီပေါက်နေပေးပါ မစုံနဲ့တော့ ဘာဖြစ်လို့ ပေါက်လဲအဲ့တိုင်ကပြေးမှာပဲရွှေရမှာမဟုတ်ဘူးနဲ့ တချင်းတစ်ပုတ်တော့ဆိုပေးပါ ဒါအငိမ့်ကြတဲ့ချိန်ဖြစ်တဲ့အတွက်လုံးဝဆောင်းလို့မရပါဘူးဒါတောင်းမှပါလေ မဆိုရင်ညီမတို့ကခဲနဲ့ထုမှတော့အချပြီ အော်အမတို့ကလည်းစူပေးပါမယ်ဗျာခဲနဲ့တော့မဖြစ်ပါနဲ့အခုကျွန်တော်ရမွေးရတဲ့ခွေးကောင်းမှန်တာဗောမိုင် ခွေးကောင်းမှန်တာဘလို့ဟာခွေးကြီးမှန်ပြန်ပြီ ဒီနေ့တော့စီပင်းနေလက်တဲ့တယ် အာ ဘာဖြစ်လဲ ခွဲပူတွေထက်မှန် အာ ခွဲဝက်ကြီးခွဲဟေးဝင်နင်းတာခွဲပြီးကွာငါလည်းလှပြင်တာဘူး အဲ့တော့တချင်းတစ်ပုတ်တော့ဆိုပေးပါ ဟုတ်တယ် တောင်း ဟုတ် ဆို တယ် ပါ ကျွန်တော်နေတာ ကျမတို့ရန်ကင်းက ငါတောင်းတယ် အလူနဲ့လဲကျမတို့ကပတ်သက်တာအလူနဲ့လဲအလုပ်တွေဝိုင်းလုပ်ပေးတယ်လေတဲ့ကျမတို့ရန်ကွင်းနေတယ်ဗျာမင်းစကားတွေမှားနေ မင်း တော့ မားနေတယ်ရှက်ခင်ထုတ်ပြီးပေးနေတာနိုင်ကောင်းမယ်စိမ့်နဲ့ဖြန်းလိုက်ပါ ရန်ကင်းကအပြိုလေးတစု အော် အကိုးတဲ့အမြန်ဆုံးတော့တဲ့ ဟုတ်ကဲ့ ညီမတို့ကအိမ်ပြန်အောင်ပါ ဘာလို့ပါ ခလေးနှုတ်တိုက်ရမယ်လေ မင်းလည်းအပြောဆို ခေါင်းရင်ရမွေးစားထားတဲ့ကလေးတွေနှုတ်ဘူးတိုက်ရမှာ မတင်ရစရာဟဲ့ တီဆိုပေးပါရင်လေးလေးစားစားတောင်းဆိုပါလေ တောင်းဆိုရင်နေဘူးသာထုတ်လန်းလိုက်ပါဒီချိန် အဲ့တော့ကျေးဇူးရှင်မိသားစုတွေကဒါတောင်းတယ် အဲ့ဆက်ပြအဲ့ဆက်ပြ ကျွန်တော်က နဲဗျာဘောက်တယ်လေရ ဟာအမျိုးသမီးအနာကျင်းမဲ့တော့ထည့်လိုက်တယ် မရိုင်းနိုင် လက်စားပြောပါ ရရဒါလို့ ကိုတိုင်းကျော်ရှင်းတယ်သူ့လည်းရေးဒါမင်းလည်းရေးဒါတကယ်ငငယ်တဲ့တွေ့လား ဟုတ်ပြီရပဲပြင်မောက်တက်လိုက်တာမင်းလည်းရေးရ ညမောက်တော့လို့ ရညာမျိုးနဲ့မင်းအဲ့ဒါလုံးလို့မရဘူးကြောက် ဟုတ်တယ်ဟုတ်တယ်မင်းမင်း အမဟုတ်ဘူးရ ဆိုလို့ရ ငငယ်ကလည်း